比但是呢，问你那个地蛋的巴属于的巴，皮肤也对属于，但是呢，问你的话，古白都也问你些，但是呢，问你多一问你些嘞 ，Spirit of the Holy Spirit 说些嘞，但嘛讲什么没事，家谱来用起不的，看没有个地蛋的巴皮的，打到个地蛋的巴皮的，地蛋的巴皮的叫都都嘛古白问你些。တမချစကားပြောယောမခန်းကြီးရှစ်အငယ်ကိုမှာဖယားသခင်ဤဝိညာဉ်ကိုတိတန်တပါလို့ကျွန်တော်တို့ကတွေ့တယ်ဆိုရင်ခရစ်တော်ရဲ့ဝိညာဉ်ကိုလည်းတိတန်တပါမတွေ့လို့မရဘူးစိတ်ကြိတ်လို့မရဘူးဖယားသခင်ဤဝိညာဉ်ကတိတန်တပါခရစ်တော်ရဲ့ဝိညာဉ်ကတိတန်တပါဆိုတော့ခမဲတော်တားတော်ဆိုရင်ကျမ်းစာက၄ပါးဖြစ်လာတယ်ဖယား၄ပါးတိရှိတယ်ဖြစ်လာတယ်ဒါကအတိပေလုံးဝမရှိတော့ဘူးယေရှုခရစ်၏ဝိညာဉ်တော်မဆတဲ့ဖြစ်လို့ပြောတယ်ယေရှုခရစ်ရဲ့ဝိညာဉ်လည်းပဲမဆတယ်ဟာဒါဆိုရင်တော့ဒါလည်းပုဂ္ဂိုလ်တစ်ပါးပဲကျွန်တော်တို့ကတွေ့ရမှာဟုတ်တယ်ဟာဒီပါလဲမဆတယ်ပုဂ္ဂိုလ်မဟုတ်ရင်မဆနိုင်ဘူးကျွန်တော်တို့အဲ့လိုတွေ့ရတယ်ဘာဖြစ်လို့လဲခမဲတော်ရဲ့ဝိညာဉ်ကမဆတဲ့ချိန်မှာတိတက်တစ်ပါးလို့ကျွန်တော်တို့ကတွေ့ခဲ့တာဒါဆိုရင်အခုယေရှုခရစ်ရဲ့ဝိညာဉ်တော်လည်းမဆပြန်ပြီးတယ်။ဆိုသူ့လည်းတိတက်တပါလို့တွေ့ရတယ်။ဒါဘူးကြတော့မတွေ့ဘူးဆိုရင်ဘုရားရဲ့ဝိညာဉ်လည်းတိတက်တွေ့လို့မရဘူး။တွေ့ရင်နှစ်ပါးစလုံးကိုတွေ့။မင်္ဂလာပါအားလုံးကိုကြိုဆိုပါရစေ။ဒီဗီဒီယိုကတော့ Who is Holy Spirit ဒုတိယပိုင်းဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဒုတိယအပိုင်းဖြစ်တယ်ဗာထမအပိုင်းမှာကတန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲကျွန်တော်မပြောခဲ့ဘူးတန်ရှင်တော်ဝိညာဉ်တော်ကယုံကြည်သူတွေဘယ်လောက်ထိလိုအပ်တယ်လဲဆိုတာကျွန်တော်ပြောခဲ့တယ်ဆိုတော့ဒီဒုတိယအပိုင်းမှာကြတော့တန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဆိုပြီးတော့ကျွန်တော်ကကြမ်းချက်နဲ့ပြောသွားမှာဖြစ်တယ်ရှေ့အပိုင်းမှာခမဲတော်နဲ့တားတော်အကြောင်းကျွန်တော်တိတက်ဗီဒီယိုကျွန်တော်လုပ်ခဲ့တယ်ခမဲတော်ကစစ်မှန်တဲ့တဆူတီတော့အကြီးမြတ်ဆုံးတော့ Almighty ကသူ့ထက်ကြီးတဲ့ဖယားသူ့ရဲ့အထက်မှာဘယ်သူမှမရှိတော့ဘူးဆိုပြီးတော့ကျွန်တော်ဝင်ငှခဲ့တယ်ပြီးရင်ဒီခမဲတော်မှာသူဖြစ်ဖွားစေတဲ့တားတော်တစ်ပါးရှိတယ်ဆိုပြီးတော့ကျွန်တော်ဝင်ငှခဲ့တယ်တားတော်ကလည်းဖန်ဆင်းခံမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဖြေရှင်းခဲ့တယ်ဝင်ငှခဲ့တယ်ဖန်ဆင်းခံဆိုရင်ဘယ်ချိန်ပဲဖန်ဆင်းပထမဖန်ဆင်းခံပြီလို့ဖျားဖြစ်တယ်ဆိုတာမရှိဘူးဘယ်ချိန်ပဲဖန်ဆင်းခံကဖျားမဖြစ်နိုင်ဘူးဆိုတော့သခင်ယေရှုကဖန်ဆင်းခံမဟုတ်ဘူးခမဲတော်ဖြစ်ဖွားစေတဲ့တာ only begotten son monogenes son ဆိုပြီးတော့ကျွန်တော်ကျမ်းစာကဖော်ပြထားတဲ့အတိုင်းကျွန်တော်ဖော်ပြခဲ့တယ်ဒါပေမဲ့ဒီနေ့ယုံကြည်သူအချို့ကကျွန်တော်ကိုမေးလာတယ်သခင်ယေရှုကိုကျွန်တော်ကတားတော်ပြောလို့တဲ့ဒါဆိုရင်တားတော်ဆိုတော့သခင်ယေရှုရဲ့အမေကဘယ်သူလဲဆိုပြီးတော့ကျွန်တော်ကိုမေးလာတယ်သခင်ယေရှုကတားတော်ဘယ်လိုဖြစ်လဲအမေရှိလားမရှိဘူးလားဆိုတာကိုကျွန်တော်ဘာထမအပိုင်းမှာကျွန်တော်ဖြေပြီးပြီဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အခုဒီမှာမပြောတော့သခင်ယေရှုကဖယားစစ်စစ်ဖြစ်တယ်ခမဲတော်လို့ဖယားစစ်စစ် divine ဖြစ်တယ်သခင်ယေရှုကိုဖယားလို့ခေါ်တဲ့ချိန်မှာတမန်ကျမ်းစာထဲမှာယုံကြည်သူကိုလည်းဖယားလို့ခေါ်တယ်စာလံကျမ်းမှာပြောတယ်တမန်တိကျမ်းမှာပြောတယ်ပြီးတော့ဒီမောရှေကိုလည်းဖာရောအတွက်ဖယားဆိုပြီးတော့တမန်ကျမ်းစာပြောတယ်ဆိုတော့ဖယားခေါ်တဲ့လူကပုံစံနေရာမျိုးမျိုးတွေ့ရပေမဲ့သခင်ယေရှုကိုဖယားခေါ်တဲ့ခြင်းကတကယ်ဖန်ဆင်းရှင်ဖယားကိုပြောနေတာဟုတ်တယ်ဖယားသခင်ရဲ့ဖြစ်ဖွားစေတဲ့ခမဲတော်ရဲ့တပါးတော်သားတော်ကိုပြောနေတာတော့တကယ်ဖယားဖြစ်ခြင်းကိုပြောနေတာဖြစ်တယ်ခေါင်းစဉ်ပဲမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်သခင်ယေရှုကဖယားဖြစ်တယ်ဒါပေမဲ့သားတော်ဖြစ်တယ်သူ့ကိုဖြစ်ဖွားစေတဲ့ခမဲတော်ထက်သူမကြီးဘူးပဲကျွန်တော်ပြောနေတာဟုတ်တယ်ခမဲတော်ရဲ့ position မှာခမဲတော်ရဲ့နာမကိုသူယူပြီးတော့မသုံးဘူးဒီလိုပဲကျွန်တော်ပြောတာဟုတ်တယ်ခမဲတော်နေရာမှာတန်းသူ့ကိုဖြစ်ဖွားစေတဲ့ခမဲတော်နဲ့သူတန်းသူမပြောဘူးတမန်ကျမ်းစာကဖော်ပြထားတဲ့အတိုင်းကျွန်တော်ပြောနေတာဖြစ်တယ်ခမဲတော်ကဘယ်သူလဲကျွန်တော်နှစ်ပိုင်းပြောခဲ့တယ်
တခင်ယေရှုလေတားတော်ကလည်းဘယ်သူလဲကျွန်တော်နှစ်ပိုင်းပြောခဲ့တယ်ဆိုတော့ဒီအကြောင်းအရာကိုတော့ဒီနေ့အဆဆုံးကောင်းကောင်းနားထောင်တဲ့လူကနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီဗီဒီယိုကတော့တိုက်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဆိုပြီးတော့တိတက်ကျွန်တော်ပြောသွားမှာဟုတ်တယ်ဒါကြောင့်မို့ဒီဗီဒီယိုကဖယားကဘယ်နှပါလဲကျွန်တော်ကိုမေးထားတဲ့အဖြေကိုအဖြေပေးသွားမယ်အပိုင်းလေးဖြစ်တယ်ဒါကြောင့်မို့အရေးကြီးတယ်ဆိုတော့ရှေ့မှာကျွန်တော်အဖြေပေးတယ်ဒါပေမဲ့တိတ်မဆုံးဘူးဘာဖြစ်လို့လဲခမဲတော်ဘာတူလဲတားတော်ဘာတူလဲကျွန်တော်ပြောနေပေမဲ့တိုက်ရှင်တော်ဝိညာဉ်တော်ကဘာတူလဲကျွန်တော်မပြောသေးတော့ကြောင့်အဖြေကမဆုံးဘူးဒီနေ့တိုက်ရှင်တော်ဝိညာဉ်တော်ကဘာတူလဲဒီနေ့အဆအဆုံးနားထောင်ပြီးရင်တမန်ကျမ်းစာကဖခင်ကဘယ်နှပါလဲဖခင်ကိုဘယ်လိုပုံစံဖော်ပြထားလဲဘယ်လိုယုံခိုင်းလဲဆိုတဲ့အရာကိုကောင်းကောင်းနားလည်မယ်လို့ကျွန်တော်ပြောချင်တယ်တမန်ကျမ်းစာကကျွန်တော်တို့ကိုဘယ်နှပါလို့ယုံခိုင်းလဲဘယ်လိုဖော်ပြပြီးတော့ဘယ်လိုယုံခိုင်းလဲဒီနေ့ကျွန်တော်ဆင်ခြင်မှာဟုတ်တယ်ဆိုတော့ကျွန်တော်ကိုမေးထားတဲ့မေးခွန်းကိုတစ်ခေါက်ပြန်ဖတ်ကြအောင်ဆရာနောက်ထပ်သိချင်တာကတော့ခမဲတော်တားတော်တက်ရှင်တော်ဝိညာဉ်တော်က3ပါးလားကျမ်းစာမှာကငါမတပါးလို့ရေးထားတယ်ကျမ်းမကအဲ့ဒါကိုမရှင်းမလင်းဖြစ်နေတယ်3ဦးကိုဆိုလိုတာလားတဲ့ဒီမေးခွန်းကိုလည်းကျေးဇူးတင်တယ်ဆိုတော့ဒီလိုမေးလာရတယ်ဆိုတာကကျမ်းစာကိုစစ်ဖတ်ရှုနေတယ်ကျမ်းစာကိုစာငတ်တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ယူဆရရတယ်ဒါကြောင့်ဘုရားရှင်ကောင်းကြီးပေးပါစေလို့ကျွန်တော်ရှေးဥစွာပြောချင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ကလည်းအသင်းတော်တဘာဘာရဲ့ doctrine ကျွန်တော်မပြောဘူးကျွန်တော်ရဲ့အသင်းတော်ရဲ့ doctrine ကိုလည်းကျွန်တော်မပြောဘူးလူတရားရောက်ယုံကြည်တဲ့အရာကိုလည်းကျွန်တော်မပြောဘူးတမန်ကျမ်းစာကဖော်ပြထားတဲ့အတိုင်းပဲဒီမေခွန်းကိုကျွန်တော်ဖြည့်ပေးသွားမှာဟုတ်တယ်တမန်ကျမ်းစာကဘယ်နှပါလဲဘယ်လိုယုံကြည်ရမလဲတမန်ကျမ်းစာကဖော်ပြထားတဲ့အတိုင်းဒီနေ့ကျွန်တော်ဖြည့်သွားမှာဟုတ်တယ်ဟောရေးထားတဲ့အတိုင်းပဲကျွန်တော်ဖြည့်သွားမှာဖြစ်တယ်ဆိုတော့အချို့ယုံကြည်သူလဲဟာသူတို့လဲတမန်ကျမ်းစာအတိုင်းပဲယုံကြည်တယ်အဲ့လိုပြောကြတယ်ဒါပေမဲ့တမန်ကျမ်းစာအတိုင်းကျွန်တော်လည်းယုံကြည်တယ်ပြောတယ်ဘယ်သူကတမန်ကျမ်းစာအတိုင်းလဲနားထောင်တဲ့လူတွေပဲဆင်ခြင်ပါလို့ကျွန်တော်အကြံပေးချင်တယ်ခွဲခြားကြပါလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့3ပါးတဆူယုံတဲ့အဖွဲ့ကဖယားသခင်ဤတားတော်လို့သခင်ရှုကိုပြောတယ်ဒါပေမဲ့သူတို့ကကျမ်းစာမှာအဲ့လိုဖတ်ပေမဲ့သခင်ရှုကိုဖယားသခင်ရဲ့တားတော်ဆိုတာက title ပဲတဲ့ခမဲတော်နဲ့တန်းတူပဲတဲ့တားဆိုကြတဲ့ကတန်းတူပေါ့ဆိုတော့ကျွန်တော်ကြတော့ဖယားသခင်ဤတားတော်ပြောရင်တားတော်ကိုပဲကျွန်တော်ယုံတာဟုတ်တယ်ဆိုတော့ဘယ်သူကတမန်ကျမ်းစာအတိုင်းပြောနေလဲနားထောင်တဲ့လူနှုတ်ကပတ်တော်ဆင်ခြင်တဲ့လူလည်းတေချာဆင်ခြင်ကြပါလို့ကျွန်တော်ပြောချင်တယ်ဆိုတော့ဖယားကဘယ်လိုပုံစံဖော်ပြထားလဲဘယ်နှပါလဲအရန်အရေးကြီးတယ်တိဖို့ရတဲ့တမန်ကျမ်းစာကဘယ်လိုယုံကြည်ဖို့ဘယ်လိုယုံကြည်ဖို့ဘယ်လိုပုံစံဖော်ပြထားလဲအဲ့ဒီအတိုင်းပဲယုံကြည်သူကယုံရမှာဟုတ်တယ်မရောရဘူးဒီတိုင်းရောမွေပြီးတော့ကျွန်တော်ယုံကြည်လို့မရဘူးဖခင်ကဘယ်နှပါလဲတစ်ပါလားနှစ်ပါလားသုံးပါလားခမဲတော်ကဘယ်သူလဲသခင်ယေရှုကဘယ်သူလဲတရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲတိဖို့အရန်ရည်ကြီးတာဟုတ်တယ်ဒီမှာခမဲတော်ကအကြီးမြတ်ဆုံးလို့ကျွန်တော်ဝင်ရခဲ့တယ်သခင်ယေရှုကခမဲတော်ရဲ့တားတော်စစ်စစ်ဖြစ်တယ်ဖခင်စစ်စစ်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ဝင်ခခဲ့တယ်အားလုံးကတမန်ကျမ်းစာအရဒီဉာဏ်ကိုလူတိုင်းမရဘူးလို့တမန်ကျမ်းစာကပြောတယ်ဆိုတော့အားလုံးကိုနားလည်မယ်လို့ကျွန်တော်မမျှော်လင့်ဘူးတမန်တရားကလူတိုင်းအတွက်ဟုတ်တယ်ဒါပေမဲ့လူတိုင်းတမန်တရားကိုနားမလည်ဘူးဆိုတော့ခုနားထောင်တဲ့လူတွေကတမန်တရားကိုရတော့သူဒီဉာဏ်ကိုရတော့သူဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှေ့အပိုင်းတူဝင်ခတဲ့ချိန်မှာဖယားကတပါးသေးပဲတားမရှိဘူးဆိုတဲ့အဖွဲကျွန်တော်တွေ့ရတယ်ပြီးဖယား3ပါးဆိုပြီးတော့ဒီနေ့တွေ့ရတယ်ဆိုတော့ခမဲတော်တားတော်နှစ်ပါးပဲဆိုတော့ဒီဉာဏ်ကိုမရတဲ့လူအများကြီးဖြစ်နေပြီဆိုတော့ကျွန်တော်တွေ့ရတယ်တရှင်တော်ဝိညာဉ်တော်ကိုတမန်ကျမ်းစာကဘယ်လိုဖော်ပြထားလဲဘယ်သူပါလို့ဖော်ပြထားလဲဒီနေ့ကျွန်တော်ကျမ်းစာနဲ့ကျွန်တော်ပြောတော့မှာဟုတ်တယ်ဆိုတော့ကျွန်တော်ပြောတာမားရင်ကျမ်းစာမားတာဟုတ်တယ်ဘာဖြစ်လို့လဲကျွန်တော်ကကျမ်းစာမှာရေးထားတဲ့အတိုင်းကျွန်တော်ပြောမှမလို့ရေးထားတာမားရင်ကျွန်တော်ပြောတာမားပြီရေးထားတာမှန်ကျွန်တော်ပြောတာမှန်တမန်ကျမ်းစာကဘယ်လိုလဲတိုင်ရှင်တော်ဝိညာဉ်တော်ကိုတမန်ကျမ်းစာကဘယ်လိုပုံစံ
ယုံခိုင်းလေဘယ်လိုပုံစံဖော်ပြထားလဲဆိုရင်တိုက်ရှင်တော်ဝိညာဉ်တော်ကိုကတမန်ကျမ်းစာကဖော်ပြထားတဲ့ပုံစံယုံကြည်ခိုင်းတဲ့ပုံစံကတိတန့်တပါလို့တမန်ကျမ်းစာကမဖော်ပြထားဘူးအဲ့လိုမယုံကြည်ခိုင်းတိုက်ရှင်တော်ဝိညာဉ်တော်ကတိတန့်တပါမဟုတ်ကြောင့်မို့ Trinity ကလုံးဝကိုတမန်ကျမ်းစာထဲမှာမရှိဘူးလို့ကျွန်တော်ပြောချင်တယ်တိုက်ရှင်တော်ဝိညာဉ်တော်ကခမဲတော်နဲ့လုံးဝမဆိုင်တဲ့ဝိညာဉ်တိတန့်တပါတမန်ကျမ်းစာကမပြောဘူးအဲ့လိုမယုံကြည်ခိုင်းဘူးအဲ့လိုယုံကြည်မာကြည့်မယ်ရှင်မတဲမှာသခင်ယေရှုကနိချင်းခံတဲ့နေရာမှာ၃ပါးရှိတယ်ဆိုပြီးတော့၃ပါးကိုတပြိုင်နက်မြင်ရပါတယ်ဆိုပြီးတော့၃ပါးတဆူယုံကြည်တဲ့ယုံကြည်သူတွေကအဲ့ဒီကျမ်းချက်ကိုကူးကားနေတာတွေ့ရတယ်ဆိုတော့အခုကျွန်တော်တို့အဲ့ဒီကျမ်းစာကိုဖတ်မယ်ဆိုတော့ဒီမှာကြည့်နေတဲ့ယုံကြည်သူတွေပဲဖတ်တတ်တဲ့လူတွေပဲစာဖတ်တတ်တဲ့လူတွေပဲလို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ကျမ်းစာဖတ်မယ်ကျွန်တော်ကလိန်နေတာမဟုတ်ဘူးဆိုတာအားလုံးနားလည်မှာဖြစ်တယ်ကျွန်တော်မလိန်ဘူးကျွန်တော်ရေးထားတဲ့အတိုင်းကျွန်တော်ပြောထားမှာဟုတ်တယ်ဆိုတော့နာမည်ကြီးတဲ့ကျမ်းဒီနေ့ကျွန်တော်ကျမ်းစာဖတ်ရအောင်ရှင်မသက်အခန်းကြီး3အငယ်16 19ကျွန်တော်ဖတ်ရအောင်ယေရှုသည်ပဋိသင်ကိုခံတော်မူပြီးလျှင်ရေမှပေါ်ထစဉ်တွင်ကောင်းကင်ဖွင့်နှင့်တဖြင့်ဖယားသခင်၏ဝိညာဉ်တော်သည်ဂျိုးငယ်ကဲ့သို့ဆင်းသက်၍ကိုယ်တော်အပေါ်၌နားတော်မူသည်ကိုမြင်ရ၍ဤသူကငါနှစ်သက်မျက်နှိုးရာငါ၏ချစ်သားပေသည်ဟုကောင်းကင်ကအတန်တော်ဖြစ်လေ၏အင်္ဂလိပ်လိုဖတ်ကြပါ The heaven were open unto him he saw the spirit of God descended like a dove and alighting upon him lo a voice of heaven saying this is my beloved son in whom I well please ကျမ်းစာကိုဖတ်ပြီးတော့၃ပါးတဆူယုံကြည်တဲ့ယုံကြည်သူတွေကကြည်လိုက်တဲ့၃ပါးတပြိုင်တည်းတစ်ချိန်တည်းမှာမြင်ရတယ်ဆိုပြီးတော့ဒီကျမ်းစာကိုတက်တက်ပြကြတယ်ရေပေါ်မှာသခင်ယေရှုတပါးယေရှုရှိနေတယ်ခမဲတော်ဘုရားကကောင်းကင်ကနဲ့ငါချစ်တော်ငါနှစ်သက်မျက်နှာသားဆိုတော့အတန်တော်ပြီးတော့တရှင်တော်ဝိညာဉ်တော်ကဂျိုးငယ်ကဲလို့စစ်တဲ့ဒါပြိုင်ထင်းနဲ့၃ပါးမြင်ရတယ်ဆိုပြီးတော့သူတို့ကဒီကျမ်းစာကိုလက်ဆွဲကြတာဟုတ်ဒီကျမ်းစာကိုဖတ်တဲ့ချိန်မှာကျွန်တော်က၃ပါးမမြင်ရဘူးနှစ်ပါးပဲကျွန်တော်မြင်ရတယ်ဂျိုးငယ်ကိုတိတန့်တပါးလို့တမန်ကျမ်းစာကမော်ဖော်ပြထားတယ်ကျွန်တော်တို့စာဖတ်တဲ့ရင်အခုကျွန်တော်ဖတ်ကြည့်မယ်ဖယားသခင်ဤဝိညာဉ်တော်ဒီဂျိုးငယ်ကဲ့သို့ဆင်းသက်တယ်လို့တမန်ကျမ်းစာကပြောတယ် Spirit of God လို့ဒီမှာသုံးတယ်ဆိုတော့တိတန့်တပါး Spirit of God ဖယားသခင်ဤဝိညာဉ်ဖယားသခင်ဤဝိညာဉ်ဒီလိုရေးမယ်ဆိုရင်တိတန့်တပါးဖယားတပါးလို့အတိပ္ပယ်နည်းနည်းမှမရအဲ့လိုမျိုးမဆိုလို့ဘူးဒီနေ့ဒီဝါကြကိုကြည့်လိုက် grammar အရာလေးကြည့်လိုက်ဖယားသခင်ဤဝိညာဉ်ပြောရင်ဖယားသခင်နဲ့မဆိုင်တဲ့တိတန့်ဝိညာဉ်တော်ဖယားတပါးလို့တမန်ကျမ်းစာကမဆိုလို့ဘူးယုံကြည်သူတွေဒီနေ့စာဖတ်တတ်တဲ့လူတွေပဲဟုတ်တယ်အခုခေတ်မှာစာဖတ်တတ်တဲ့လူပဲဆိုတော့ဖယားသခင်ဤ Spirit of God လို့ပြောရင်တိတန့်တပါးလို့အဓိပ္ပာယ်နည်းနည်းမှမရဘူး Spirit of God လို့ပြောရင် of လို့ပြောရင် belong to God part of God of God လို့အဓိပ္ပာယ်ရတယ်ခမဲတော်ပဲလို့အဓိပ္ပာယ်ရတယ်ခမဲတော်ရဲ့ဝိညာဉ်ပဲလို့အဓိပ္ပာယ်ရတယ်ခမဲတော်နဲ့လုံးဝမဆိုင်တဲ့ဝိညာဉ်တော်ဖရာတပါးလို့ဒီနေရာမှာမဆိုလို့ဘူးဒါပေမဲ့အဲ့လိုပဲဒီနေ့ယုံကြည်တာဟုတ်တယ်ရေးထားတဲ့အတိုင်းဒီကျွန်တော်တို့ကမယုံဘူးတမန်ကျမ်းစာကအယံကြီးမခက်ဘူးလူတိုင်းကဲတဲ့ချင်းကြဖို့ရန်ရေးထားတော့ကြောင့်လူတိုင်းနားလည်အောင်ရေးထားတာဟုတ်တယ်နည်းနည်းရေးထားတာမဟုတ်ဘူးဖယားသခင်ဤဝိညာဉ်လို့ပြောရင်ဖယားသခင်ရဲ့ဝိညာဉ်ဟုတ်တယ်တခြားဖယားသခင်နဲ့မဆိုင်တဲ့ဝိညာဉ်တော်တပါးကိုတမန်ကျမ်းစာမပြောဘူးဖတ်မိတဲ့အတိုင်းပဲတမန်ကျမ်းစာကပြောနေတာဟုတ်တယ်ဖတ်မိတာတမျိုးယုံတာတမျိုးမပြောဘူးဆိုတော့ဒီနေ့ကကျမ်းစာအတိုင်းယုံတယ်လို့ပြောတယ်ဖတ်မိတာကဖယားသခင်ဤဝိညာဉ်တဲ့ကျမ်းစာကဖတ်မိတဲ့အတိုင်းပဲဟုတ်တယ်ဖယားသခင်နဲ့မဆိုင်တဲ့ဝိညာဉ်တပါးကျွန်တော်ကအဲ့လိုယုံတာဒါကကျမ်းစာအတိုင်းယုံတာမဟုတ်ဘူး
ကျမ်းစာတိုင်းမြင်နေတာမဟုတ်ဘူးနားလည်နေတာမဟုတ်ဘူးကျွန်တော်ကဖတ်လိုက်တာကဖယားသခင်ဤဝိညာဉ်လို့ကျွန်တော်ဖတ်လိုက်တယ်ယုံကြည်တာကခမဲတော်နဲ့လုံးဝမပတ်သက်တဲ့ဝိညာဉ်တစ်ပါးလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကိုဒီနေ့ယုံကြည်တဲ့ကဂုဏ်ယူနေတယ်အတင်းတော်ရဲ့ foundation ဖြစ်တယ်သူတို့ကမှန်တယ်ဆိုပြီးတော့သူတို့ကိုသူတို့အယံကာကွယ်နေကြတယ်ဟုတ်တယ်လို့မှတ်နေကြတယ်။ကျမ်းစာရေးထားတဲ့အတိုင်းဖျားသခင်ဤဝိညာဉ်လို့ရေးရင်ဖျားသခင်ဝိညာဉ်ပါလို့ပြောတဲ့လူကြတော့မာယုံသောဩဝါဒပါဆိုပြီးတော့ဒီနေ့ပြောနေကြတယ်။ကျွန်တော်ကဘယ်လိုပဲပြောတမန်ကျမ်းစာမှာရေးထားတဲ့အတိုင်းပဲကျွန်တော်ပြောတယ်။လူတွေကြိုက်တဲ့အရာလက်ခံလာအောင်ဒီနေ့ကျွန်တော်မပြောဘူး။ဒီကောင်းစဉ်ပဲမဟုတ်ဘူးအခြားကောင်းစဉ်တွေလည်းအားလုံးပဲဖျားသခင်ဤလို့ပြောရင်တဘာဘာပိုင်ဆိုင်တဲ့ဝိညာဉ်ဖြစ်တယ်တိတက်အလွတ်ဝိညာဉ်တပါမဟုတ်ဘူးခမဲတော်လိုမျိုးတိတက်အလွတ်တပါမဟုတ်ဘူးဘုရားသခင်ဝိညာဉ်အခုကျွန်တော်ရဲ့ဝိညာဉ်တင်းရဲ့ဝိညာဉ်လို့ပြောရင်တင်းပဲဟုတ်တယ်နောက်ထပ်တပါနောက်ထပ်တယောက်မဟုတ်ဘူးကျွန်တော်ရဲ့ဝိညာဉ်ကကျွန်တော်ပဲဟုတ်တယ်အဲ့လိုပဲဘုရားသခင်ဝိညာဉ်ကဖယားပဲဟုတ်တယ်ဆိုတော့တမန်ကျမ်းစာမှာမရှိတာကတရှင်တော်ဝိညာဉ်တို့ကိုဘုရားသခင်ကငါရဲ့တာငါသမီးတမန်ကျမ်းစာမှာမခေါ်ပြီးတော့တရှင်တော်ဝိညာဉ်တို့ကိုဖြစ်ဖွားစေပြီးဒါကြောင့်မို့တိတန်တပါတမန်ကျမ်းစာမှာတခါမှမပြောတရှင်တော်ဝိညာဉ်တို့ကမဖြစ်ဖွားခိုင်းဘူးတိတန်တပါမဟုတ်ဘူးဖယားသခင်ဤဝိညာဉ်တမန်ကျမ်းစာကအဲ့လိုပဲပြောတာတရားဟောရာအခန်းကြီး၈အငယ်1မှာတင်းဤဘုရားသခင်ထာဝရဘုရားဒီအဲ့လိုရေးတယ်ဆိုတော့ဤတင်းဤဘုရားသခင်ထာဝရဘုရားဒီပြောရင်ကိုယ့်ရဲ့ဘုရားတင်းရဲ့ဘုရားကိုပြောတာသူများဖျားကိုမပြောဘူးဒါဆိုရင်ကိုနဲ့ဆိုင်တဲ့ဖျားကိုပြောတာကိုနဲ့ပတ်သက်တဲ့ဖျားကိုပြောတာအိလို့ပါလာပြီဆိုရင်ဖျားသခင်ဤဝိညာဉ်တော်ကဖျားသခင်ပဲဟုတ်တယ်တိတတ်တပါမဟုတ်ခမဲတော်နဲ့လုံးဝမဆိုင်တဲ့ဖျားတပါကိုပြောချင်တယ်ဆိုရင်ဒီစာကြောင်းကမားနေတာဟုတ်တယ်ဖျားသခင်ဤဝိညာဉ်တော်လို့မရေးရဘူးတိုင်ရှင်တော်ဝိညာဉ်တော်ဖျားဤဝိညာဉ်တော်ဒီဂျုံမြဲကဲ့သို့တခင်ရှုပေါ်မှာဆင်းသက်တယ်အဲ့လိုရေးရမှာဟုတ်တယ်အဲ့လိုရေးရင်ကျွန်တော်က3ပါးလို့ကျွန်တော်လေးယုံမယ်အခုကအဲ့လိုမရေးထားဘူးဖယားတခင်ဤဝိညာဉ်တော်ဒီဂျုံမြဲကဲ့သို့ဆင်းသက်တယ်ပြောတာဒါရှင်တော်ဝိညာဉ်တော်ဒီဂျုံမြဲကဲ့သို့ဆင်းသက်တယ်မပြောထားဘူးဆိုတော့တိတန်တပါတခင်ရှုပေါ်မှာဆင်းသက်တယ်မပြောဘူးခမဲတော်ဖယားရဲ့ဝိညာဉ်တော်ကတခင်ရှုပေါ်မှာဆင်းသက်တယ်ဂျုံမြဲကဲ့သို့ဆင်းသက်တယ်တမန်ကျမ်းစာကအဲ့လိုရေးတာဟုတ်တယ်တိတန်တပါလို့ပြောချင်တယ်ဆိုရင်ဒီကျမ်းစာကိုပြင်ရမှာဟုတ်တယ်ဘုရားသခင်ဤဝိညာဉ်ကဘယ်သူလဲကျွန်တော်ကြည့်ရအောင်နှစ်ကောအခန်းကြီး59မှာဘုရားသခင်ဒီခရစ်တော်အထင်း၌ရှိနေတဲ့လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူရန်ကိုညှိစေ၍ကိုယ်တော်နှင့်မိတ္တဟာယဖွဲ့စေတော်မူ၏လို့ပြောတယ်ဘုရားသခင်ဒီခရစ်တော်အထင်း၌ရှိနေလေလို့ပြောတယ်အခုဘုရားခင်ဒီခရစ်တော်အထက်နဲ့ရှိနေလဲပြောရင်ဘုရားသခင်နဲ့ယေရှုခရစ်ရဲ့တပါးပဲမဆိုလို့ဘူးဘုရားသခင်ကခရစ်တော်အထက်မှာရှိတယ်လို့ပြောတယ်ဒါဆိုဘယ်ချင်းရှိတာလဲတမန်ကျမ်းစာအရဂျုံငဲ့ကဲသို့ဘုရားသခင်ကဘယ်လိုရှိလဲဘုရားသခင်ရဲ့ဝိညာဉ်တော်တွေဂျုံငဲ့ကဲသို့သခင်ယေရှုထဲမှာယေရှုပေါ်မှာဆင်းသက်ခဲ့တာအခုအဲ့ဒါကိုဘုရားသခင်ဒီခရစ်တော်ထဲ၌ရှိတယ်လို့ပြောတာဒါကြောင့်မို့ဂျုံငဲ့ကခမဲတော်ကိုတိုင်ပဲဟုတ်တယ်တမန်ကျမ်းစာကပြောတာခမဲတော်ကသခင်ယေရှုထဲမှာနေပြီးတော့လူတွေရဲ့အပြစ်တွေကိုလည်းခွင့်လွှတ်ပေးတယ်ပြောတယ်လူတွေနဲ့လူသားတွေနဲ့မိတ္တဟာယဖွဲ့တယ်လို့ပြောတယ်ဖခင်သခင်ကဆိုတော့ဖခင်သခင်မဟုတ်ဘဲနဲ့တိတရှင်တော်ဝိညာဉ်တပါးကယေရှုထဲမှာနေတယ်မပြောဘူးခမဲတော်ကိုတိုင်ပဲတမန်ကျမ်းစာပြောတာယောဟန်အခန်းကြီး8:29မှာလည်းပဲသူလိုပဲငါ့ကိုဆေလွတ်တော်မူသောသူသည်ငါနဲ့အတူရှိတော်မူ၏ငါ့ကိုတကူတည်းနေစေခြင်းကခမဲတော်သည်စွန့်ပစ်တော်မမူလို့ပြောတယ်သခင်ယေရှုကိုဘယ်သူဆေလွတ်လဲခမဲတော်ဆေလွတ်တာဆိုတော့ခမဲတော်ကသူနဲ့အတူရှိတယ်လို့ပြောတယ်ဘယ်လိုရှိတာလဲဘယ်ချိန်မှလာရှိတာလဲယေရှုပေါ်မှာဂျုံငဲ့ကဲ့သို့ဘုရားခင်ဝိညာဉ်တဲ့ဂျုံငဲ့ကဲ့သို့ဆင်းသက်တယ်သခင်ယေရှုထဲမှာခမဲတော်ဘုရားကရှိတာဂျုံငဲ့ကဲ့သို့ဆင်းသက်ခဲ့တာဟုတ်ရဲ့ယောဟန်14:30မှာလည်းပဲခမဲတော်ဒီငါ၌ရှိတော်မူခြင်းဒီကို၎င်းယုံတော်တဲ့ခမဲတော်ကသူ့ထဲမှာရှိတယ်လို့တမန်ကျမ်းစာကပြောတယ်ဒီနေ့သခင်ယေရှုအထဲမှာရှိနေတဲ့လူကခမဲတော်မဟုတ်ဘူးတိတက်တရှင်တော်ဝိညာဉ်တော်ဘုရားတပါဖြစ်တယ်ပြောရင်တအားလွယ်သွားပြီယေရှုနှစ်ချင်းခံတဲ့ချိန်မှာ
ခမဲတော်ဝိညာဉ်မဟုတ်ဘဲနဲ့ခမဲတော်နဲ့မဆိုင်တဲ့အခြားတရှင်တော်ဝိညာဉ်တော်ဘုရားတပါးစင်တက်တယ်ပြောရင်ဒီအခြားကျမ်းတွေနဲ့ဘယ်လို့မှမကိုက်နိုင်ဘူးတခြားကျမ်းတွေမှာခမဲတော်ကသူ့ထဲမှာရှိတယ်ပဲပြောတာဂျုံငယ်ကလေးစင်တက်ခဲ့တယ်ဒါကြောင့်ဒီကျမ်းချက်ကိုကြည့်ပြီးတော့၃ပါးတဆူပြောရင်ဒီကျမ်းစာက၃ပါးတဆူလို့မပေါ်ပြတာဒါအားလုံးနားလည်နိုင်နေတယ်ကျွန်တော်ကဘယ်သူမှမလက်ဖျားနေဖတ်မိတဲ့အတိုင်းကျွန်တော်ပြောနေတာဟုတ်ရဲ့ဘုရားသခင်ဤဝိညာဉ်တော် Spirit of God လို့တမန်ကျမ်းစာကပြောတယ်ဒါကိုယုံကြည်သူတွေဒီနေ့အမှုတော်ဆောင်တွေဆရာတွေကနားလေပြီးတော့ဟောလာမယ်ပြောလာမယ်ကျွန်တော်ကစောင့်နေတာကြည့်နေတာဒါပေမဲ့ဒီနေ့အချိန်ဒီဘယ်သူမှမပြောလာဘူးဘုရားသခင်ဤဝိညာဉ်ရေးထားတော့ဘုရားသခင်ဝိညာဉ်ပါဒီနေ့ဆရာတွေမဟောလာဘူးတိုင်ရှင်တော်ဝိညာဉ်တော်ကခမဲတော်ကိုတိုင်မဟုတ်ယောဟန်7:7မှာယေရှုကဒီလိုပြောတယ်တိုင်ရှင်တော်မူသောအဘ Holy Father လို့ခေါ်တယ်ခမဲတော်ကိုဘယ်လိုခေါ်လဲယောဟန်ခန်းကြီး4:24မှာဖယားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏တဲ့ God is Spirit ပြောတယ်ဆိုတော့ခမဲတော်က Holy တဲ့ဖယားဖြစ်တယ်ခမဲတော်ကပဲ Spirit ဖြစ်တယ်ဒါကြောင့်မို့ Holy Spirit ကခမဲတော်ကိုပြောတာဟုတ်တယ်ဒါကြောင့် Holy Spirit ကို Spirit of God လို့ခေါ်တာဖယားသခင်ဤဝိညာဉ်လို့ခေါ်တာဒီနေ့တရှင်တော်ဝိညာဉ်တော်ကိုတည်တံ့တပါးပါဆိုပြီးတော့ယုံကြည်တယ်တရှင်တော်ဝိညာဉ်တော်ကသခင်ယေရှုလည်းမဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ကခမဲတော်လည်းမဟုတ်ဘူးတည်တံ့တပါးလို့ဒီနေ့ယုံကြတယ်အဲ့လိုယုံကြည်ရတဲ့အကြောင်းလဲရှိတယ်ဘာဖြစ်လို့လဲတမန်ကျမ်းစာကတရှင်တော်ဝိညာဉ်တော်ကိုပုဂ္ဂိုလ်တပါးလို့ပုံစံလို့ဖော်ပြတယ်ဒါပေမဲ့တိတတ်ပုဂ္ဂိုလ်တပါးလို့မဖော်ပြဘူးအဲ့ဒီနေရာမှာလွဲတာဟုတ်ပုဂ္ဂိုလ်လို့တော့ဖော်ပြတယ်ဒါပေမဲ့တိတတ်တပါးဘယ်သူနဲ့မှမဆိုင်တဲ့တိတတ်တပါးလို့တမန်ကျမ်းစာမှာဖော်ပြဘူးဆောက်ပြောတမန်တော်ဝတ္ထုအခန်းကြီး7:7ထဲမှာငါသည်တွေးတောခြင်းမရှိပဲထိုသူတို့နှင့်အတူတွားရမည်အကြောင်းဝိညာဉ်တော်သည်မိတ်တော်မူ၏ဝိညာဉ်တော်ကတွားဖို့ရန်အတွက်ပြောတယ်တမန်တော်73:4မှာလဲထို့တို့တိုက်ရှင်တော်ဝိညာဉ်တော်စေလွတ်တော်မူသည်ဖြစ်ထို့သူတို့သည်တေလုခိမြို့သို့တွား၍တိုက်ရှင်တော်ဝိညာဉ်တော်ကစေလွတ်တယ်ဒီမှာတိုက်ရှင်တော်ဝိညာဉ်တော်ကဘာလုပ်ပါဘယ်ကိုတွားပါဝိညာဉ်တော်ကဆုံးဖြတ်တယ်ဆိုတော့တိုက်ရှင်တော်ဝိညာဉ်တော်ကတကူပဲမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်ဖြစ်တော့ကြောင့်သူကစကားပြောတယ်ဆုံးဖြတ်ပေးတယ်တမန်တော်ဝတ္ထုအခန်းကြီး16အငယ်6မှာလဲအာရှိပီ၌နှုတ်ကပတ်တော်တရားတော်ကိုမဟောစေခြင်းကတန်ရှင်တော်ဝိညာဉ်တော်သည်တားမြစ်တော်မူသည်ဖြစ်လို့ပြောတန်ရှင်တော်ဝိညာဉ်တော်ကတွားခိုင်းတာတားမြစ်တာဆုံးဖြတ်ချက်ချတာပြီးတော့ယောဟန်ခန်းကြီး16:73မှာတမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမ္မာတရားကိုတင်တော့အကျွေးမဲ့တုံတင်ပြသလိမ့်မည်တဲ့တန်ရှင်တော်ဝိညာဉ်ကတုံတင်တယ်ဒီမှာပြောတယ်ပြီးဟေရှာယ63အငယ်30မှာသူတို့ဒီလဲပုံကန်၍တန်ရှင်တော်ဝိညာဉ်တော်ကိုနာစေကြ၏ဟာတန်ရှင်တော်ဝိညာဉ်တော်ကိုစိတ်နာစေတယ်လို့ပြောတယ်ဆိုတော့ဒီနာမှာတန်ရှင်တော်ဝိညာဉ်တော်ကတားမြစ်တာတန်ရှင်တော်ဝိညာဉ်တော်ကဆုံးဖြတ်ပေးတာတန်ရှင်တော်ဝိညာဉ်တော်ကတုံတင်တာတန်ရှင်တော်ဝိညာဉ်တော်ကစိတ်နာစေတယ်ဆိုတော့ဟာဒါကပုဂ္ဂိုလ်တစ်ပါးပဲတိတန်တစ်ပါးပဲပုဂ္ဂိုလ်ဖြစ်လို့တယ်လမျိုးလုံနိုင်တာဆိုပြီးတော့ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကိုတိတန်တစ်ပါးလို့ယုံကြည်တာတန်ရှင်တော်ဝိညာဉ်တော်ကတကူပဲမဟုတ်ဘူး gift ပဲမဟုတ်ဘူးတကူဆိုရင်ဒီလိုမျိုးမဆုံးဖြတ်ပေးနိုင်ဘူးသူကပုဂ္ဂိုလ်တစ်ပါးဖြစ်တော့ကြောင့်ဒီလိုမျိုးဆုံးဖြတ်ပေးနိုင်တယ်ဒါကြောင့်မို့3ပါးပဲခမဲတော်လူတန်ရှင်တော်ဝိညာဉ်တော်လည်းတစ်ပါးဖြစ်တယ်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့ဒီနေ့3ပါးယုံကြည်လာကြတာဟုတ်တယ်ဒါပေမဲ့တမန်ကျမ်းစာကဖယားကဘယ်လိုပြောလဲတန်ရှင်တော်ဝိညာဉ်တော်ကဒီအရာတွေလုပ်နေတယ်ဆိုတာကခမဲတော်ကိုတိုင်ပဲဖြစ်လို့ဟုတ်တယ်ခမဲတော်ကိုတိုင်ပဲဖြစ်လို့သူကပုဂ္ဂိုလ်ဖြစ်နေတာဟုတ်တယ်သူပဲဟုတ်တယ်ဖယားသခင်ဤဝိညာဉ်ကသူပဲဟုတ်တယ်တမန်ကျမ်းစာကပြောတာကနောင်ကာလမှာငါရဲ့ဝိညာဉ်ကိုလူတို့အထက်မှာတွန်းလောင်းမယ်လေတွန်းလောင်းပြီးတော့ပရောဖက်ညာနဲ့ဟောပြောမယ်တမန်ကျမ်းစာမှာလည်းပြောတယ်အရှင်တော်ဝိညာဉ်တော်ကိုဆယ်လို့မယ်သူကအားလုံးကိုတွန်းတင်လိုက်မယ်လို့ပြောတယ်ခမဲတော်ကတရှင်တော်ဝိညာဉ်တော်ကိုပေးတယ်ဆိုတာကဖွင့်ပြဖို့လမ်းပြဖို့
တွန်းတင်ဖို့ဆုံးဖြတ်ပေးဖို့ဘုရားခင်အလိုတော်ထဲမှာလူတွေကိုလမ်းညွှန်ဖို့ဟုတ်တယ်ဆိုတော့ဒီလိုတရှင်တော်ဝိညာဉ်တော်ကတွန်းတင်လာတဲ့လမ်းညွှန်လာတဲ့ချိန်မှာကျတော့ဟာဒါကတကူပဲမဟုတ်ဘူးပုဂ္ဂိုလ်ပဲသူ့ရဲ့လှုပ်ဆောင်မှုကိုကြည့်လာပြီးပုဂ္ဂိုလ်တစ်ပါးပဲဒီလိုလှုပ်နိုင်တယ်ဆိုပြီးတော့တိတ္တန်တစ်ပါးလို့ယုံတာတကယ်ကတိတ္တန်တစ်ပါးလို့ပြောချင်တာပေါ့တရှင်တော်ဝိညာဉ်တော်ကိုဖျားခမဲတော်ဖျားပေးတယ်ဆိုတာကဒီအရာဒီလှုပ်ဖို့သူ့ရဲ့ဝိညာဉ်တော်ကိုပဲပေးလိုက်တာဟုတ်တယ်ယုံကြည်သူတွေနားလည်မတယ်ခမဲတော်ကိုယ်တိုင်ပဲတိတ္တန်တစ်ပါးမဟုတ်ဘူးဒီလူဖြစ်လာဖို့ရတဲ့တရှင်တော်ဝိညာဉ်တော်ကိုခမဲတော်ကိုယ်တိုင်ပေးခဲ့တာဟုတ်တယ်တိတ္တန်တစ်ပါးကလုံနေတယ်ယုံကြည်ဖို့မဟုတ်ဘူးဆိုတော့ one net doctrine ကြတော့တဝက်မှန်တန်ရှင်တော်ဝိညာဉ်တော်ကခမဲတော်ကိုယ်တိုင်ပေးတယ် spirit of god ဆိုတာက god ပဲဖြစ်တယ်အဲ့လိုယုံကြည်တယ်ဒါပေမဲ့တခင်ယေရှုကလည်းခမဲတော်ပဲပြောတာအဲ့ဒီနေရာမှာမာတယ်ဒါပေမဲ့ trinity ကအားလုံးမာတယ်တကွက်မှမှန်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲပြောရင်တန်ရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့ဝိညာဉ်ပဲဟုတ်တယ်တမန်ကျမ်းစာကပြောတယ်ဖျားသခင်ရဲ့ဝိညာဉ်ကဖယားသခင်ရဲ့စိတ်အားလုံးစိတ်အလိုတော်အားလုံးကိုတည်တယ်တဲ့လူရဲ့ဝိညာဉ်လည်းပဲကိုယ့်ရဲ့ဝိညာဉ်ကကိုယ့်ရဲ့စိတ်အားလုံးကိုတည်တယ်လို့တမန်ကျမ်းစာကပြောတယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကဖယားသခင်ရဲ့အလိုတော်ရှိတဲ့မြတ်အားလုံးကိုတည်ပြီးတော့အဲ့ဒီအလိုတော်ရှိတဲ့မြတ်အားလုံးကိုယုံကြည်သူတွေကိုလာပြီးတော့လမ်းပြနေတာတွန်းတင်နေတာဖယားသခင်အလိုတော်ကိုသူတိတဲ့ဘုရားခင်ရဲ့စိတ်ကိုသူတိတာအလိုတော်ကိုတိတာတရှင်တော်ဝိညာဉ်တော်ကဒါကြောင့်မို့အဲ့ဒီဝိညာဉ်ကယုံကြည်သူတွေကိုဘုရားခင်ရဲ့အလိုတော်ထဲမှာရှင်ဖို့ရတဲ့ဝိညာဉ်တော်ကလမ်းပြတွန်းတင်တယ်ဖွင့်ပြတယ်ဒါကြောင့်မို့တရှင်တော်ဝိညာဉ်တော်ကိုဒီနေ့ညင်းတယ်ဆိုရင်ဘယ်အရာကိုကိုကညင်းမိလဲဆိုတော့ခမဲတော်ရဲ့စိတ်ဝိညာဉ်ကိုညင်းမိတယ်ခမဲတော်ရဲ့အလိုတော်အားလုံးကိုနိုးလို့ညင်းမိတာဟုတ်တယ်ဒါဆိုရင်ခွင့်လွှတ်ခြင်းမရနိုင်โอเคဒီလိုပြောကြည့်အခုလူတယောက်ကိုလည်းပဲလူကိုကျွန်တော်တို့စိတ်ဆိုးအောင်ကျွန်တော်လုပ်လို့ရတယ်ခွင့်လွှတ်လို့ရတယ်အခုကျွန်တော်ကိုစိတ်ဆိုးအောင်လုပ်လဲခွင့်လွှတ်ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကျွန်တော်ကိုစိတ်နာအောင်လုပ်ပြီဆိုရင်ကျွန်တော်ရဲ့စိတ်ကမတ်သွားပြီခွင့်လွှတ်လို့မရအောင်အဲ့လိုပဲဟုတ်တယ်တရှင်တော်ဝိညာဉ်တော်ကိုစိတ်နာစေခွင့်လွှတ်လို့မရဘူးဆိုတာဝိညာဉ်တော်ကတိတတ်တပါဖြစ်နေလို့ခွင့်လွှတ်လို့မရတာမဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့ဝိညာဉ်တော်ဖြစ်လို့ခမဲတော်ရဲ့စိတ်အားလုံးကိုနားလည်ပြီးတော့အဲ့ဒီအလိုတော်ကိုယုံကြည်သူကိုတုံတင်နေလို့ဝိညာဉ်တော်ကိုနိုးလို့ပြောလိုက်ရင်ညှင်းဆန်ရင်သူ့ရဲ့ဥဆောင်မှုအောက်မှာမတွားရင်ခွင့်လွှတ်လို့မရပါဘူးခမဲတော်ကိုပြမရခွင့်ရတယ်တားတော်ကိုပြမရခွင့်ရတယ်တန်ရှင်တော်ဝိညာဉ်တော်ပြမခွင့်လို့မရအောင်ဆိုအဲ့လိုပြောတာဟုတ်တယ်အရှင်မသက်အခန်းကြီး31 30မှာလဲထို့ကြောင့်ငါဆိုဒီကပြစ်မှားသောအတိဘုရားကိုကဲ့ရဲ့သောအတိအမျိုးမျိုးတို့နဲ့လွတ်စေခြင်းအခွင့်ကိုလူတို့တည်ရနိုင်ကြသည်ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်ကိုလွတ်စေခြင်းကဒီချက်ခွင့်ကိုလူတို့တည်မရနိုင်ကြလို့ပြောတယ်ဖယားက3ပါးတဆူဖြစ်တယ်ဆိုရင်ခွင့်လွတ်နိုင်ရမှာဟုတ်တယ်ဖြစ်လို့လေ3ပါးတဆူအတူတူအလုံးလုံးနေတယ်ဆိုရင်တရှင်တော်ဝိညာဉ်တော်ကလည်းတိတတ်တပါးဆိုရင်3ပါးတူအလုံးလုံးနေဆိုရင်တရှင်တော်ဝိညာဉ်တော်ကိုပြစ်မှားရင်ခွင့်လွတ်နိုင်ရမှာဘာဖြစ်လို့ခမဲတော်တော်ခွင့်လွတ်ပြီးတားတော်တော်ခွင့်လွတ်ပြီးသူတို့3ပါးကအတူတူအလုံးလုံးရမှာဘာမှမဆိုရင်ဒါမဲ့အခုကဝိညာဉ်တော်ကခွင့်မလွတ်ဘူးလေဒါဆိုရင်3ပါးအတူအလုံးမလွတ်ဘူးဆိုတာဒီနေ့ဒါသိလို့ရ3ပါးမဟုတ်ဘူးဆိုတာဒီမှာပြောတယ်ဟုတ်တယ်သူတို့အတူတူအလုံးမလွတ်ဘူးတာရှင်တော်ဝိညာဉ်တော်ကိုပြစ်မှားရင်ခွင့်မလွတ်ဘူးခမဲတော်ခွင့်နဲ့တားတော်ခွင့်နဲ့ဝိညာဉ်တော်ခွင့်မလွတ်ဆိုတာ3ပါးအတူတူမလွတ်ဘူး3ပါးမရှိဘူးဆိုတာဒီနေ့သိလို့ရတယ်တကယ်လို့3ပါး equal အတူလို့ရင်ခွင့်လွတ်နိုင်ရမှာဟုတ်တယ်ဒါကြောင့်မို့တရှင်တော်ဝိညာဉ်တော်ဆိုတာကတရှင်တော်ဝိညာဉ်တော်ရဲ့ပုံဆောင်ချက်သူ့ရဲ့လှုပ်ဆောင်ချက်ကိုညင်းရင်ခွင့်လို့မရဘူးဆိုတာကခမဲတော်ရဲ့အလိုတော်ကိုလုံးဝ no လို့ပြောလိုက်တာဟုတ်တယ်တရှင်တော်ဝိညာဉ်တော်ကိုညင်းနေဆိုတာဘာဖြစ်လို့တရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့စိတ်အားလုံးကိုတည်တယ်ခမဲတော်ရဲ့စိတ်ထဲမှာရှိတဲ့အရာအားလုံးကိုတည်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ကိုလာတွန်းတင်တယ်အဲ့ဒီအရာကိုကျွန်တော်က no ပြောလိုက်ရင်တရှင်တော်ဝိညာဉ်တော်စိတ်နာသွားတယ်
ပြောစီခမဲတော်ရဲ့စိတ်ကနာသွားပြီခမဲတော်ကိုပြစ်မရင်ခွင့်လို့ရတယ်တခြားနည်းနဲ့ပြစ်မရင်ဒါပေမဲ့သူစိတ်ကိုပြစ်မရင်ခွင့်လို့မရဘူးဆိုတော့အဲ့ဒါပြောတာဆိုတော့ဒီနေ့ခမဲတော်ကိုကျွန်တော်ကယုံကြည်တယ်တားတော်ကိုလည်းယုံကြည်တယ်ဒါပေမဲ့ခမဲတော်ရဲ့စိတ်ဆန္ဒအားလုံးကိုညှင်းပယ်ရင်သူ့ရဲ့ဝိညာဉ်တော်ကိုစိတ်နာစေတာဒါကြောင့်တရှင်တော်ဝိညာဉ်တော်ကိုစိတ်နာစေတယ်ဆိုတာကခမဲတော်ရဲ့စိတ်ဝိညာဉ်အလိုတော်အားလုံးကိုနိုးလို့ညင်းလိုက်တာဟုတ်တယ်။ဒါကြောင့်မို့ခွင့်လို့ခြင်းမခံရ။ဒါကြောင့်ယောမခန်းကြီး8:14ထဲမှာဖျားသခင်ဤဝိညာဉ်တော်ဆုံးမပဲ့ပင်တော်မူသည်မြတော်သူတွေဖျားသခင်တားပြကြ၏လို့ပြော။ခမဲတော်ကိုယုံနေချစ်တယ်သခင်ယေရှုကိုချစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ကခမဲတော်ရဲ့စိတ်ကအလိုတော်ကိုတုံတင်နေလို့ဟုတ်တယ်။လမ်းပြတော်အဲ့ဒါကိုနိုးလို့ပြောရင်ဖျားသားမဖြစ်တော့ဘူး။အင်းတို့နှုတ်ခမ်းကတော့ဖျားကိုဖျားနဲ့နင်းတယ်စိတ်နှလုံးကဝေးတယ်ဆိုတာလို့မျိုးစိတ်ကိုတော့ခမဲတော်ရဲ့စိတ်နဲ့ပတ်သက်တဲ့အရာကိုကနိုးလို့ညင်းမျော်လင့်ခြင်းမရှိဘူးခွင့်လို့မရဘူးဆိုတော့ဒီနေ့ယုံကြည်သူကိုတည်ထားရမယ်ယုံတယ်ဒါပေမဲ့အဲ့ဒီခမဲတော်ကိုကျွန်တော်ယုံတယ်ချစ်တယ်ပြောတယ်ဒါပေမဲ့အဲ့ဒီခမဲတော်ရဲ့စိတ်ထဲမှာရှိတဲ့အရာအားလုံးကိုတန်ရှင်းသောဝိညာဉ်တော်ကလာသွန်တင်တာအဲ့ဒါကိုကြတာနိုးလို့ပြောလိုက်ပြီခွင့်လို့မရဘူးခမဲတော်ကသူစိတ်ကိုနာစေအောင်လုပ်ခွင့်လို့မရဘူးဒါကြောင့်လို့ဒီထားရမယ်ဟုတ်တယ်ဒါကြောင့်တရှင်တော်ဝိညာဉ်တော်ကခမဲတော်ပဲတရှင်တော်ဝိညာဉ်တော်ရှိတဲ့နေရာခမဲတော်ရှိတာပဲဟုတ်တယ်ဆိုတော့သခင်ယေရှုကသူ့ထဲမှာတရှင်တော်ဝိညာဉ်တော်ကဘုရားခင်ဝိညာဉ်တော်ကဂျုံမြင့်ကဲလို့လာတဲ့အရာကိုတိတ်တရှင်တော်ဝိညာဉ်တပါလို့သခင်ယေရှုကမယုံဘူးခမဲတော်ပဲလို့သခင်ယေရှုကယုံတာအဲ့ဒီဝိညာဉ်တော်ဆင်းသက်လာတာကခမဲတော်ပဲလို့ယုံတာတိတ်တပါလို့သခင်ယေရှုကိုတိုင်လဲမယုံဘူးဒီနေ့ဆိုတော့တမန်ကျမ်းစာထဲမှာသခင်ယေရှုကခမဲတော်ကိုချစ်တယ်ခမဲတော်ကသခင်ယေရှုကိုချစ်တယ်တမန်ကျမ်းစာပြောတယ်ယောဟန်ခန်းကြီး14:31မှာငါဒီခမဲတော်ကိုချစ်တော်မူသည်ကို၎င်းသခင်ယေရှုလည်းခမဲတော်ကိုချစ်တယ်ပြောတယ်ခမဲတော်လည်းသခင်ယေရှုကိုချစ်တယ်လို့ပြောတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာမရှိတာကတရှင်တော်ဝိညာဉ်တော်ကခမဲတော်ကိုချစ်တယ်တရှင်တော်ဝိညာဉ်တော်ကသခင်ယေရှုကိုချစ်တယ်သခင်ယေရှုကလည်းတရှင်တော်ဝိညာဉ်ကိုချစ်တယ်ခမဲတော်တရှင်တော်ဝိညာဉ်ကိုချစ်တယ်တရှင်တော်ဝိညာဉ်တော်နဲ့ချစ်တယ်ဆိုတာမရှိဘူးတားတော်ခမဲတော်ပဲအပြန်အလှန်စကားပြောရရှိတယ်တရှင်တော်ဝိညာဉ်တော်အပြန်အလှန်စကားပြောတယ်ချစ်တယ်ဆိုတာမရှိဘူးသူတို့တမန်ကျမ်းစာမှာလည်းတရှင်တော်ဝိညာဉ်တော်ကိုယုံမပြောဘူးတားတော်ကိုယုံယေရှုကငါ့ကိုယုံငါခမဲတော်ကိုလည်းယုံပြီးတော့ခမဲတော်နဲ့တားတော်ပဲ my father my son ဆိုပြီးတော့အပြန်လာပြောတာတရှင်တော်ဝိညာဉ်တော်ကိုမပြောဘူးဒါကြောင့်တမန်ကျမ်းစာထဲမှာအမြဲတမ်းတရှင်တော်ဝိညာဉ်တော်ကိုချန်ထားနေတယ်တကယ်လို့သုံးပါးတန်းတူဆိုရင်ဒါတရှင်တော်ဝိညာဉ်ကိုတော်တော်လေးကိုဒါစော်ကားရရောက်သွားတယ်ဘေးဖယ်ထားလို့အရေးမလို့ရဖြစ်သွားတယ်ဆိုတော့တမန်ကျမ်းစာကသုံးပါးမပြောဘူးဒီနေ့ကယုံကြည်သူတဲ့အမှုတော်ဆောင်တယ်လေဆောင်တယ်လေတမန်ကျမ်းစာကိုဖတ်ပြီးတော့တရှင်တော်ဝိညာဉ်တော်ကပုဂ္ဂိုလ်ဖြစ်ခြင်းကိုကြမ်းချက်နေသူကယုံကြည်သူကိုတွန်းတင်တယ်တရှင်တော်ဝိညာဉ်တော်ကဘယ်လိုဆုံးဖြတ်ပေးတယ်တရှင်တော်ဝိညာဉ်တော်ကဘယ်လိုစိတ်နာတတ်တယ်သူကပုဂ္ဂိုလ်ဖြစ်လို့ဖြစ်တာဒါကြောင့်မို့သူလည်းတိကျတပါးဖြစ်ရမယ်သုံးပါးဖြစ်ရမယ်အဲ့လိုဖြစ်လာဟုတ်တမန်ကျမ်းစာကအဲ့လိုမပြောဘူးဒါကြောင့်မို့ပုဂ္ဂိုလ်ဖြစ်ခြင်းကိုပြောပြီးတော့တိကျတပါးလို့ပြောရင်တမန်ကျမ်းစာဆိုလိုရင်းနဲ့အဝေးကြီးကိုခေါ်သွားပြီဟုတ်တယ်တရှင်တော်ဝိညာဉ်တော်ကပုဂ္ဂိုလ်လိုပဲလာဟုတ်တယ်ဘာဖြစ်လို့ခမဲတော်ကိုတိုင်နေဖြစ်တယ်တရှင်တော်ဝိညာဉ်တော်ကဘာမဆိုလုံနိုင်တာဟုတ်ဆိုတော့ယောဟန်ခန်းကြီး15:26မှာလည်းပဲတရှင်တော်ဝိညာဉ်တော်ကိုဟီလို့သုံးတယ်ဒါကြောင့်မို့ပုဂ္ဂိုလ်ဖြစ်ရမယ်ဣလို့မသုံးထားဘူးတရှင်တော်ဝိညာဉ်တော်ကတကူတက်မဟုတ်ဘူး gift တက်မဟုတ်ဘူး if မသုံးထားဘူးဟီသုံးထားတော့ကြောင့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့ဒီနေ့ယုံကြည်သူကပြောတယ်တရှင်တော်ဝိညာဉ်တော်ကိုဟီပဲသုံးရမှာဟုတ်တယ်ဘာဖြစ်လို့ခမဲတော်ရဲ့ဝိညာဉ်ဘုရားသခင်ရဲ့ဝိညာဉ်ပဲပြောလို့ဟီပဲ it မဟုတ်ဘူးတကူပဲမဟုတ်ဘူးတော့ဒီကျမ်းကိုတေချာဖတ်နေဆိုရင်လည်းပဲမြန်မာလိုဖတ်တဲ့ချိန်မှာတရှင်တော်ဝိညာဉ်တော်ကခမဲတော်ထံကပဲထွက်လာတယ်လို့ပြောတယ်တိတက်လို့မပြောဘူးခမဲတော်ထံမှထွက်လာ၍တမာတရားနှင့်ပြည်စုံသောဝိညာဉ်တော်တည်ဟူသောခမဲတော်ထံမှတင်တို့စီတို့ငါဆေလို့တော့အခါခ
ငါဤအကြောင်းကိုတစ်သက်ခံနေမိတယ်ပဲခမဲတော်ထံကထွက်လာတယ်လို့ပဲဆိုတော့သူပဲဟုတ်တယ်ဤမဟုတ်ဘူးခမဲတော်ကိုတိုင်တယ်ခမဲတော်ဝိညာဉ်ပဲဟုတ်ကနဦးယုံကြည်သူတွေတမန်တော်ကခမဲတော်တားတော်တက်ရှင်တော်ဝိညာဉ်တော်ကိုအယံတိကြွနေသူဒါမဲ့ဘေတမန်တော်ကမှတက်ရှင်တော်ဝိညာဉ်တော်ကတိတန်တဘာဖြစ်တယ်သူတို့မပြောခဲ့ကြဘူးမယုံကြည်ခဲ့ကြဘူးတခင်ရှုလည်းမတုံတယ်တမန်တော်ပေတရုရှင်ပေါလုမတုံတယ်ဘူးသူတို့နားမလည်ခဲ့ကြတာဓမ္မတိကျမ်းအခုကျွန်တော်တို့ဖတ်နေပြီးတော့၃ပါးလို့ကျွန်တော်တို့ပြောတဲ့ကျမ်းကိုတမန်တော်ရေးတာရေးတဲ့သူကိုတိုင်က၃ပါးမမြင်ဘူးသူတို့ပဲတက်ရှင်တော်ဝိညာဉ်တော်အကြောင်းရေးတာယေရှုအကြောင်းရေးတာခမဲတော်အကြောင်းရေးတာဒါပေမဲ့သူတို့က၃ပါးလို့သူတို့ကမမြင်ဘူးစာရေးသူကိုတိုင်ကဒါပေမဲ့ရေးသူကမမြင်ပဲနဲ့ဒီစာကိုဖတ်တဲ့လူက၃ပါးလို့ဒီနေ့မြင်တယ်စာရေးတဲ့သူထက်ဖတ်တဲ့လူကပို့ပြီးတော့သိနေနားလည်နေတယ်ဒါကယုတ်တိရှိတာစာရေးတဲ့လူကပို့ပြီးတော့နားလည်ဖတ်တဲ့လူကရေးတဲ့လူကဘာရေးလဲမနေဒီနေ့နားလည်ဖို့ကြိုးစားရမှာပေါ့စာရေးသူကတန်ရှင်တော်ဝိညာဉ်တော်ကဖယားသခင်ဤဝိညာဉ်ပဲဖယားသခင်ဤဝိညာဉ်ပဲလို့သူတို့ရေးတာတိတန်တဘာဘာမရေးဆိုတော့ယာစုနှစ်တည်းအကြာကြီးဖြစ်လာမှာ4ရာစုနှစ်လောက်ရောက်တဲ့ချိန်မှာပဲပဲဒီ Trinity ဆိုတဲ့ idea ဖယားက3ပါးတိတန်ဖြစ်တယ်ဆိုတဲ့ idea အဲ့ဒီ doctrine ပေါ်လာတာဟုတ်တယ်ဒီနေ့ကာလမှာတမန်ကျမ်းစာအတိုင်းအတိအကျမယုံကြည်ကြဘူးလူတွေစီကနေဆင်းသက်လာတဲ့ဒီ man ရဲ့ idea ကိုပဲဒီနေ့ယုံကြည်နေကြကျမ်းစာကိုတေချာမဖတ်ဘူးဆိုရင်3ပါးတဆူတဖြည်းနဲ့မြင်လာနိုင်တယ်ထင်လာနိုင်တယ်ဘာဖြစ်လို့လဲတေချာမဖတ်တဲ့လူအတွက်ကျွန်တော်တို့ဘေးပေါက်ဝန်းကျင်မှာ3ပါးယုံတဲ့လူတွေပဲ3ပါးဖြစ်ကြောင်းဟောတဲ့လူတွေပဲဒါပေမဲ့တေချာဖတ်တဲ့လူကိုလိမ်လို့မရကျမ်းစာတေချာဖတ်တဲ့လူပြီးရင်3ပါးလို့ယုံလာเสียရှိတယ်တေချာမဖတ်ခမဲတော်ရဲ့လှုပ်ဆောင်ချက်ကိုတမန်ကျမ်းစာဖော်ပြတယ်တားတော်ရဲ့လှုပ်ဆောင်ချက်ကိုဖော်ပြတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကိုဖော်ပြတော့ဟာ3ပါးပဲမြင်သွားနိုင်ယုံလာနိုင်ဆက်ရှိတယ်ပုဂ္ဂိုလ်ဖြစ်လို့ဒါလည်းလုံနိုင်တာဆိုပြီးတော့ဒါလည်းတပါးပဲဆိုလို့မြင်တာမရှင်းပြနိုင်ဘူးဒါပေမဲ့ရှင်းတယ်တဲ့3ပါးတယ်ဒီနေ့လို့ပြောတာဟုတ်တယ်ဆိုတော့ဖယားသခင်ရဲ့ဝိညာဉ်ကပဲလုံနေတယ်လို့တမန်ကျမ်းစာပြောတယ်တိတန်တပါးလုံနေတယ်တမန်ကျမ်းစာကမပြောဘူးရှေ့ယုံကြည်သူလေးပဲတန်ရှင်တော်ဝိညာဉ်တော်ကပုဂ္ဂိုလ်တပါးလို့အလွတ်လုံနေတာသူတို့ကိုတွေ့ပြောတယ်ဒါပေမဲ့သူတို့ကဖယားသခင်ရဲ့ဝိညာဉ်တော်ကသူတို့နဲ့အတူရှိတယ်ဖယားသခင်သူတို့နဲ့အတူရှိတယ်ဆိုပြီးတော့ပဲနားလေတာတိတန်တပါးလာတယ်နားမလေဘူးသူတို့အဲ့လိုမမြင်ခဲ့ကြဘူးတမန်တော်ဒီတမန်ကျမ်းစာကမတွန်တင်တဲ့အရာတခုကိုဒီနေ့ယုံကြည်သူတွေကယုံကြည်ထားပြီးတော့ဟာငါတို့အတင်းတော်မှန်တယ်စိတ်ချနေကြတယ်ဒီသူတို့အတင်းတော်အမှန်ဆုံးပဲစိတ်ချနေကြတယ်သုံးပါးတစုမယုံဘူးဆိုရင်ဒါမာယနောဩဝါဒဖြစ်တယ်ဆိုပြီးတော့အပြစ်တင်နေမြင်နေကြတယ်ကျွန်တော်ကကျမ်းစာမှာမရေးထားရင်ရှာလို့မတွေ့ရင်မပြောရင်ဘလောက်ကြီးနာမည်ကြီးတယ်လို့ပြောနေပါစေဘလောက်ဒီယုံကြည်သူများနေပါစေတမန်ကျမ်းစာမှာထင်ထင်ရှားရှားရေးထားတဲ့အရာကိုပဲကျွန်တော်ကယုံကြည်မှာဟုတ်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်ပြောမှာဟုတ်တယ်ကောင်းစင်ပိုင်းကိုဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကတိတက်ဖျားတပါမဟုတ်ကြောင်းဒီနေ့ကျွန်တော်ပြောနေတာဟုတ်တယ်ဆက်ပြောကြည့်အောင်တိတက်တပါမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့ဝိညာဉ်ပဲတိတက်တပါဟုတ်တယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကကိုယ်ပိုင်နာမရှိရမယ်အခု Holy Spirit ဆိုတာကတန်ရှင်တော်ဝိညာဉ်တော်ဆိုတာကဒီဝိညာဉ်တော်ကတန်ရှင်တဲ့ဝိညာဉ်တော်ပဲခေါ်တာဒါနာမမဟုတ်ဘူးဥပမာကျွန်တော်အသားဖြူတယ်ဆိုရင်ကျွန်တော်ကိုမောင်ဖြူလို့တို့များခေါ်တာကျွန်တော်ဖြူလို့မောင်ဖြူလို့ခေါ်တာအဲ့ဒါကျွန်တော်နာမည်မဟုတ်နိုင်ဘူးကျွန်တော်ရဲ့နာမည်ကမောင်မဲလေးဖြစ်နေတယ်ဖြူလို့ဖြူတယ်လို့ခေါ်နာမည်မဟုတ်ဘူးတိုက်ရှင်တဲ့ဝိညာဉ်တော်ခေါ်နာမမဟုတ်တယ်ဆိုတော့တိတန်တပါးဆိုရင်နာမရှိရတယ်ပြီးရင်တိုက်ရှင်တဲ့ဝိညာဉ်တော်ကတိတန်တပါးဆိုရင်တပါးဖြစ်ဖို့ရတဲ့
ဆိုရင်တန်ရှင်သောဝိညာဉ်တော်မှာကိုယ်ပိုင်သူ့ရဲ့ဝိညာဉ်ရှိရမယ်တန်ရှင်သောဝိညာဉ်တော်ဤဝိညာဉ်ရှိရမယ် Spirit of the Holy Spirit ဆိုတာရှိရမယ်တမန်ကျမ်းစာမှာမရှိဘူးကြားဖူးလားယုံကြည်သူတွေမကြားဘူးမရှိဘူးခမဲတော်ကတိတတ်တပါးဖြစ်တယ်တားတော်ကတိတတ်တပါးဖြစ်တယ်တိတတ်တပါးဖြစ်တဲ့ကြောင့်သူတို့မှာကိုယ်ပိုင်ဝိညာဉ်ရှိတယ်တမန်ကျမ်းစာကပြောတယ်ဆိုတော့တန်ရှင်သောဝိညာဉ်တော်ဤဝိညာဉ်တော်ဆိုတာမရှိဘူးဘာကြောင့်လဲသူကတိတတ်တပါးမဟုတ်လို့တဲ့ကျမ်းစာပြတယ်ယောမခန်းကြီး8အငယ်9ထဲမှာတည်းပြောတယ်သို့တော်လဲဖယားသခင်ဤဝိညာဉ်တော်သည်တင်တို့အထင်း၌ကျင်းဝတ်တော်မူလျှင်တင်တို့သည်ဇာတိပဂတိဖက်၌ရှိကြတယ်မဟုတ်ဝိညာဉ်ပဂတိဖက်၌ရှိကြ၏ခရစ်တော်ဤဝိညာဉ်ကိုမရတော်သူသည်ကခရစ်တော်နှင့်မဆိုင်အခုဒီမှာဖယားသခင်ဤဝိညာဉ်ဒီကျမ်းပိုက်မှာအဲ့လိုပြောတယ် Spirit of God တွေ့ရတယ်ပြီးရင်ခရစ်တော်ဤဝိညာဉ် Spirit of Christ ဆိုပြီးတော့ဒီမှာတွေ့ရခမဲတော်ကတည်တတ်တာဘာဖြစ်လို့ကြောင့် Spirit of God ဆိုရှိတယ်တားတော်ယေရှုကလည်းတည်တတ်တာဘာဖြစ်လို့ကြောင့် Spirit of Christ ဆိုပြီးတော့ရှိတယ်ဒီမှာဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကတည်တတ်မဟုတ်တော့ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဤ Spirit ဆိုတာမရှိဘူးဝိညာဉ်တော်ဤဝိညာဉ်တော်ဆိုတာမရှိဘူးတမန်ကျမ်းစာထဲမှာတမန်ကျမ်းစာထဲမှာနှစ်ပါးပဲဖော်ပြတယ်သုံးပါးမဟုတ်ဆိုတော့တမန်ကျမ်းစာမှာကျွန်တော်ကိုမေးထားတာသုံးပါးလားဘယ်နှပါးလဲငါမှတစ်ပါးလို့ရေးတယ်တမန်ကျမ်းစာကဒါကျွန်တော်ကိုမေးထားတာဆိုတော့ငါမှတစ်ပါးအချောတော်ဖျားမရှိလို့ခမဲတော်ကပြောတယ်အဲ့ဒါဘယ်လိုပြောတာလဲအခုဒီမှာတူတူလေးပြောခြင်းလေခမဲတော်ဖျားကိုဖယားသခင်တူခေါ်တယ်သခင်ရှုကြတော့ဖယားသခင်ဤတားတော်အဲ့လိုခေါ်တယ်ဝိညာဉ်တော်ကြတော့ဖယားသခင်ဤဝိညာဉ်တော်လို့ခေါ်တယ်ဆိုတော့အခုတည်းမှာသခင်ရှုကိုဖယားသခင်ဤတားတော်ပြောရင်ဖယားသခင်ဤတားတော်ဆိုရင်သခင်ရှုထက်ကြီးတဲ့သူရှိတယ်သခင်ရှုရအထက်မှာရှိတယ်လို့အတိတ်ပဲပေါ့လေဖယားသခင်ဤတားသူကတားဖြစ်တယ်ပြီးရင်ဝိညာဉ်တော်ကလည်းဖယားသခင်ဤဝိညာဉ်တော်ပြောရင်ဒါကဖယားသခင်ပိုင်ဆိုင်တဲ့ဝိညာဉ်ဖြစ်တယ်တိတ်တတ်မဟုတ်ဘူးဒါပေမဲ့ဖယားသခင်ရဲ့အထက်မှာတဘာဘာရှိတယ်ဤဆိုတာမတုံးထားဘူးကျမ်းစာထဲမှာဖယားသခင်ဤဖယားသခင်ဆိုတာမရှိဘူးသူ့ထက်မရှိတော့ဘူးဒါကြောင့်မို့ငါမှတဘာချတော့ဖယားမရှိတမန်ကျမ်းစာတုံးတာခမဲတော်အထက်မှာကြီးတဲ့လူကိုကျမ်းစာထဲမှာမညွန်းတော့ဘူးခမဲတော်ကအကြီးဆုံးဒါကြောင့်မို့သူ့လူမျိုးဖယားသူ့ဘေးမှာတရားမှမရှိ there is no God လို့ပြောတာ beside me there is no God ကျမ်းစာကတုံးတာသူ့မှာဣဆိုတာမရှိဘူးသူကဂိတ်ဆုံးပဲဟုတ်တယ်ယေရှုကဘုရားသခင်ဣတာတော့ပိုင်ဆိုင်မှုတရားရောက်ရှိသေးတယ်သူ့အထက်မှာရှိတယ်ဝိညာဉ်တော်လည်းပဲဘုရားသခင်ဝိညာဉ်တော်ပဲဟုတ်တယ်ဒါပေမဲ့ဘုရားသခင်မှာဣဆိုတာမရှိတော့ဘူးသူကအကြီးဆုံးဟုတ်တယ်တမန်ကျမ်းစာအဲ့လိုပြောနေတာကျွန်တော်ပြောတာတာရှင်တော်ဝိညာဉ်တော်ဘုရားကတိတက်တဲ့ဘာမဟုတ်ဒါကြောင့်မို့သုံးပါးဤကွယ်မရှိတမန်ကျမ်းစာမှာဘုရားသခင်ဝိညာဉ်က Holy Spirit ကဘုရားသခင်ဝိညာဉ်တော်တမန်ကျမ်းစာကပြောတယ်ယေနိချင်းခံပြီးရေပေါ်ထမြောက်တဲ့ချိန်မှာဖယားသခင်ဤဝိညာဉ်တော်ဒီဂျုံငယ်ကဲ့သို့ဆင်းသက်တယ်တမန်ကျမ်းစာကရှင်းရှင်းလေးပြောဖယားသခင်ဤဝိညာဉ်တော်ဒီဆင်းသက်တယ်တမန်ကျမ်းစာကပြောဆိုတော့ကျွန်တော်ကျမ်းစာဖတ်တာဖယားယုံခမ်းတဲ့အတိုင်းကျွန်တော်ဖတ်နေတာကျွန်တော်မမဖယားသခင်ဤဝိညာဉ်တော်ကဖယားသခင်မျိုးတယ်ဆိုတော့ယောမအခန်းကြီး8အငယ်9မှာဖယားသခင်ဤဝိညာဉ်ကိုကျွန်တော်တို့ကတိတန်တပါလို့ကျွန်တော်တို့ကတွေ့တယ်ဆိုရင်ဒီဘုရားသခင်ဤဝိညာဉ်ဆိုတဲ့တိတန်ဝိညာဉ်ဘုရားသခင်နဲ့ခမဲတော်နဲ့မဆိုင်တဲ့တားတော်နဲ့မဆိုင်တဲ့တိတန်တပါတရှင်တော်ဝိညာဉ်တော်ဘုရားတိတန်တပါလို့တွေ့မယ်ဆိုရင်ခရစ်တော်ဤဝိညာဉ်ကိုလည်းပဲတိတန်တပါတွေ့ရမှာဟုတ်တယ်ဘုရားသခင်ဤဝိညာဉ်ကိုတိတန်တပါပြောရင်ခရစ်တော်ရဲ့ဝိညာဉ်ကိုလည်းတိတန်တပါမတွေ့လို့မရဘူးစိတ်ကြိတ်လို့မရဘူးဘုရားသခင်၏ဝိညာဉ်ကတည်တတ်တပါခရစ်တော်၏ဝိညာဉ်ကတည်တတ်တပါဆိုတော့ခမဲတော်တားတော်ဆိုရင်ကျမ်းစာက၄ပါးဖြစ်လာတယ်ဖယား၄ပါးတိတိရှိတယ်ဖြစ်လာတယ်ဒါကအတိတ်ပဲလုံးဝမရှိတော့ဘူးကြည့်
အဲ့လိုလုံးရအတိတ်ပဲလုံးဝမရှိတော့ဘူးတမန်ကျမ်းစာက Spirit of God က Spirit of God က God ပဲဖြစ်တယ်ခမဲတော်ပဲဖြစ်တယ်ဟောမှာကြည့်ယေရှုကသားတော်တည်တံ့တပါးပြီးတော့သူ့ရဲ့ဝိညာဉ်ရှိတယ်ဖိလိပ္ပိအခန်းကြီး1အငယ်19မှာယေရှုခရစ်၏ဝိညာဉ်တော်ဒီဝိညာဉ်တော်မဆသည်ဖြစ်ဤအကြောင်းအရာဒီငါ့ကိုကယ်တင်သောအကြောင်းအရာဖြစ်မည်ဟုငါသိ၏အဲ့လိုပြောတယ်ဆိုတော့ယေရှုခရစ်၏ဝိညာဉ်တော်မဆသည်ဖြစ်လို့ပြောတယ်ယေရှုခရစ်ရဲ့ဝိညာဉ်လည်းပဲမဆတယ်တဲ့ဟာဒါဆိုရင်တော့ဒါလည်းပုဂ္ဂိုလ်တစ်ပါးပဲကျွန်တော်တို့ကတွေ့ရမှာဟုတ်တယ်ဟာဒီပါလဲမဆတယ်ပုဂ္ဂိုလ်မဟုတ်ရင်မဆနိုင်ဘူးကျွန်တော်အဲ့လိုတွေ့ရမယ်ပြီးတော့ဒါကိုတိတက်တစ်ပါးတွေ့ရမယ်ဟာဒါမဆနိုင်တယ်ဘာဖြစ်လို့လဲခမဲတော်ရဲ့ဝိညာဉ်ကမဆတယ်ချိန်မှာတိတက်တစ်ပါးလို့ကျွန်တော်တို့ကတွေ့ခဲ့တာဒါဆိုရင်အခုယေရှုခရစ်ရဲ့ဝိညာဉ်တော်လည်းမဆပြန်ပြီတဲ့လမ်းညွန်တယ်တုံတင်တယ်ဒါဆိုသူ့လည်းတိတက်တစ်ပါးလို့တွေ့ရတယ်ဒါဘူးကြတော့မတွေ့ဘူးဆိုရင်ဘုရားရဲ့ဝိညာဉ်ကိုလည်းတိတက်တွေ့လို့မရတွေ့ရင်နှစ်ပါးစလုံးကိုတွေ့ဂါလာတိအခန်းကြီး4:6မှာလဲထို့တို့တင်တို့ဒီတာဖြစ်တော်ကြောင့်အဘဟုခေါ်တတ်တော်တာတော်ဤဝိညာဉ်တော်ကိုတင်တို့စိတ်နှလုံးထဲတို့ဘုရားခင်ဆေလို့တော်မူတာတော်ဤဝိညာဉ်ကိုဆေလို့တယ်တာတော်မှာကိုယ်ပိုင်ဝိညာဉ်ရှိတယ်အဲ့ဒီဝိညာဉ်လည်းမဆတတ်တယ်ဒါဆိုရင်4ပါးဖြစ်လာတယ်ကျမ်းစာကအဲ့လိုမျိုးကြတော့ယုံကြည်သူကပြန်လက်မခံချင်ကြဘူးဆိုတော့တမန်ကျမ်းစာက3ပါးမပြော2ပါးပဲရှိတယ်တမန်ကျမ်းစာထဲမှာခမဲတော်ရဲ့ဝိညာဉ်ဘုရားသခင်ရဲ့ဝိညာဉ်ကတရှင်တော်ဝိညာဉ်တော်ဟုတ်တယ်သခင်ယေရှုရဲ့ဝိညာဉ်သားတော်ရဲ့ဝိညာဉ်ကရရင်သားတော်ဒီနေ့ဘုရားသားဖြစ်သွားတာဟုတ်လေယုံကြည်သူကဆိုတော့တမန်ကျမ်းစာက2ပါးပဲပြောတယ်ဒါကြောင့်မို့ယောဟန်14:32ထဲမှာခမဲတော်သားတော်ကငါတို့ထဲမှာလာပြီးတော့အိမ်လာလုပ်မယ်လာနေမယ်လို့ပြောတယ်3ပါးလာနေမယ်တမန်ကျမ်းစာမပြောဘူး2ပါးပဲလာနေမယ်တမန်ကျမ်းစာကပြောတယ်ဒါကြောင့်မို့တမန်ကျမ်းစာထဲမှာ Spirit of Holy Spirit ဆိုတာမရှိဘူးဝိညာဉ်တော်ရဲ့ဝိညာဉ်ဆိုတာမရှိဘူးတိတတ်တပါးမဟုတ်လို့ဟုတ်တယ်ဆိုတော့ယောမခန်းကြီး8:9မှာဖယားသခင်ဤဝိညာဉ်တော်ဒီတင်တို့အထင်း၌ကျင်းဝတ်တော်မူလင်းဒီမှာပြောတယ်အခုယုံကြည်သူထဲမှာကျင်းဝတ်တော်ကကျင်းဝတ်တာကဘာဘယ်ဝိညာဉ်လဲဖယားသခင်ဤဝိညာဉ်တော်ဒီကျင်းဝတ်တယ်လို့ပြောတယ်ဖယားသခင်ဝိညာဉ်တော်ဒီဒါဆိုရင်ဘယ်ဝိညာဉ်ကျင်းဝတ်တယ်လဲနောက်တစ်ကျမ်းတစ်ကျမ်းကိုဖတ်မယ်တစ်ကောခန်းကြီး6:9မှာတင်တို့အထင်း၌ကျင်းဝတ်၍တန်ရှင်တော်ဝိညာဉ်တော်ဤဗိမာန်တော်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိမပိုင်ကြောင်းကို၎င်းမတိကြသလောတဲ့ဒီမှာကယုံကြည်သူထဲမှာကျင့်ဝတ်တာဘယ်လိုလဲတိုင်ရှင်တော်ဝိညာဉ်တော်တဲ့ဖုဖက်မှာခုနကျင့်ဝတ်တာကဘုရားခင်ဝိညာဉ်တော်တဲ့ဒါဆိုရင်ဘုရားခင်ဝိညာဉ်တော်ကတိတတ်တပါဆိုရင်ယုံကြည်သူထဲမှာဝိညာဉ်တော်နှစ်ပါးကျင့်ဝတ်တယ်မှာပြောအဲ့လိုယုံတာမယုံဘူးဘုရားခင်ဝိညာဉ်တော်ကျင့်ဝတ်တယ်ဘုရားခင်ဝိညာဉ်တော်ကတိုင်ရှင်တော်ဝိညာဉ်တော်ကျင့်ဝတ်တယ်အတူတူပဲသူတို့ကတပါးပဲဟုတ်တယ်တိုင်ရှင်တော်ဝိညာဉ်တော်ကဘုရားခင်ဝိညာဉ်တော်ပဲဟုတ်တယ်တမန်ကျမ်းစာကယုံကြည်သူထဲမှာဝိညာဉ်တော်နှစ်ပါးကျင့်ဝတ်တယ်မပြောဘူးအဲ့ဒီတပါးကဘုရားခင်ဝိညာဉ်တော်တပါးတိုင်ရှင်တော်ဝိညာဉ်တော်တပါးနှစ်ပါးကျင့်ဝတ်တယ်တမန်ကျမ်းစာထဲမှာတစ်ခါမှမပြောတိုင်ရှင်တော်ဝိညာဉ်တော်ကဘုရားခင်ဝိညာဉ်တော်ကိုတိုင်ရှင်တော်ဝိညာဉ်တော်လို့ခေါ်တာဟုတ်တယ်နှစ်ပါးပဲတွေ့ရတာဟုတ်တယ်တိုင်ရှင်တော်ဝိညာဉ်တော်ကတိတတ်တပါးဘုရားခင်ဝိညာဉ်တော်လည်းတိတတ်တပါးပဲရှုပ်ကုန်မှာဟုတ်တယ်တမန်ကျမ်းစာကပူရှုပ်သွားမှာအဆဆုံးပြင်ရတယ်ကြောင့် Holy Spirit ဆိုတာက God in us လို့အဓိပ္ပာယ်ပေါက်ကျွန်တော်တို့ထဲမှာနေတဲ့အိမ်မာနွေလဖျားဟုတ်တယ်သူကဒါကြောင့်မို့ခမဲတော်ကပြောတာနောင်ကာလမှာ offless မှာသူ့ရဲ့ငါဝိညာဉ်ကိုတွန်းလောင်းမယ်လို့ပြောတာဘယ်သူငါဝိညာဉ်ကိုတွန်းလောင်းမယ်တမန်ကျမ်းစာပြောတာယောလအခန်းကြီး28-29မှာထို့နောက်မှာလူမျိုးတကာတို့အပေါ်တို့ငါ၏ဝိညာဉ်တော်ကိုငါတွန်းလောင်းပြီတင်းတို့ဤသားသမီးတို့ဒီ prophet ဉာဏ်နဲ့ဟောပြောရကြလိမ့်မည်29ပါငါဤအမှုကိုဆောင်ရွက်တော်ယောက်ျားမိန်းမတို့အပေါ်တို့ငါဤဝိညာဉ်ကိုငါတွန်းလောင်း၍သူတို့ဒီ prophet ဉာဏ်နဲ့ဟောပြောကြလိမ့်မည်ဖယားသခင်ကပြောငါဤဝိညာဉ်ကိုတွန်းလောင်းမယ်သူမပိုင်တဲ့ဝိညာဉ်တစ်ပါးကိုသူတွန်းလောင်းမယ်မပြောသူဆယ်လို့မပြောသူဝိညာဉ်ကိုပေးမယ်ဒါကတမန်တိကျမ်းမှာပြည့်စုံလာတာဟုတ်လားတမန်တော်ဝတ္ထုအခန်းကြီး1မှာပြည့်စုံလာတယ်အငယ်1ကနေ4မှာကျွန်တော်ဖတ်ကြည့်အောင်
ပင်တေကုတေပွဲနေရောက်တော့အခါထိုသူအပေါင်းတို့သည်တညီတညွတ်သည်စီဝေး၍နေကြ၏ထိုအခါလေပြီးမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းသည်ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖိလေ၏ထိုခဏချင်းသည်ကွဲပြားသောရှာတို့သည်မင်းရှံကဲ့သို့ထင်ရှား၍ထိုသူအတီးတို့အပေါ်၌တည်နေကြ၏ထိုသူအပေါင်းတို့သည်လည်းတိုက်ရှင်သောဝိညာဉ်တော်နှင့်ပြီး၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏တဲ့ပြောတယ်တိုက်ရှင်သောဝိညာဉ်တော်ဆင်းသက်လာအခုဒီမှာကျွန်တော်သိရတယ်ဝိညာဉ်တော်ကဘယ်သူလဲပေတရုကဆက်ပြီးတော့ပြောတယ်ဆင်းသက်လာတဲ့ဝိညာဉ်တော်ကဘယ်သူလဲရှင်ပေတရုကရှင်းပြတယ်အငယ်16မှာဤအရာကပရောဖက်ယောလာဖူးသောအရာဖြစ်သည်ဟောဖူးသောအရာအချက်ကနောင်ကာလ၌လူမျိုးတကာတို့အပေါ်တို့ငါဤဝိညာဉ်ကိုငါတုံးလောင်းမည်တင်းတို့သားသမီးတို့တွေပရောဖက်ညာနဲ့ဟောပြောကြလဲမင်းဒီကျမ်းပြည့်စုံတာဒီကျမ်းကဒီဝိညာဉ်အခုဆင်းလာတာတဲ့ဒီဝိညာဉ်ကဘယ်လိုလဲငါဤဝိညာဉ်ဒါခမဲတော်ပြောတာဒါဆိုတက်ရှင်တဲ့ဝိညာဉ်တော်ကအခုတက်ရှင်တဲ့ဝိညာဉ်တော်ဆင်းသက်လာတာကိုပေတရုတို့ကတမန်တော်တွေကဘယ်လိုနားလဲတင်းတက်တက်ရှင်တဲ့ဝိညာဉ်တော်တပါလို့သူတို့နားမလဲလို့ခမဲတော်ဖခင်ရဲ့ဝိညာဉ်တော်ကသူတို့ကိုပေါ်မှာဆင်းသက်လာတယ်သူတို့ပဲနားလေတာတခင်ယေရှုလည်းအဲ့လိုပဲနားလေတာအခုကျွန်တော်မမဘူးကျွန်တော်ဖတ်တဲ့အတိုင်းပဲတမန်တော်တွေကနားလေတာယုံကြည်တာဟုတ်တယ်တရှင်တော်ဝိညာဉ်တော်ကခမဲတော်ပဲတပါးတဲ့ပဲခမဲတော်လည်းမဆိုင်တဲ့တပါးလို့မပြောဘူးဒီမှာ Trinity ကတော့ဘယ်လောက်လွဲလဲဆိုတော့ဒါခမဲတော်မဟုတ်ဘူးလို့ယုံကြည်တယ်တရှင်တော်ဝိညာဉ်တော်တိတန်တပါးပဲတဲ့သူတို့ဘယ်လိုလဲ This is God the Father. First of all, watch. The Father, the Son, the Holy Ghost. Full God. Full God. Full God. Can exist on its own. Can exist on its own. Can exist on its own. Chose not to exist on its own. Chose not to exist on his own. Chose not to exist on his own. Chose this, the Son and the Holy Ghost, chose to make this one the Father. This one chose to be the Son. This one chose to be the Holy Ghost. All of them agreed that you need the Holy Ghost to show you Jesus, and you need Jesus to show you the Father. It's an agreement. The Father can sustain itself, exist by himself. The Son can sustain himself, exist by himself. The Holy Ghost can sustain himself, exist by himself. But they chose to walk in unity as one. Holy Ghost is not Jesus. Jesus is not Holy Ghost. The Father is not Holy Ghost. The Father is not the Holy Spirit. Holy Spirit is not the Father. တလူယုံကြည်တာအဲ့ဒါကိုသူလက်ဆွဲထားတာကာကွယ်နေတာသူတို့ကအဲ့ဒါအမှန်တဲ့တကယ်ကတော့စာမတက်တာလားဝိညာဉ်မျက်စိကွယ်တာလားဆိုတော့ဓမ္မဟောင်းမှာဖျားသခင်ဤဝိညာဉ်ကိုအပိုင်မရဘူးတရှင်တော်ဝိညာဉ်တော်ကိုအပိုင်မပေးဘူးဆိုတော့ဒီနေ့ကျွန်တော်တို့ကတရှင်တော်ဝိညာဉ်တော်ကို anointed တခု power တခုပဲကျွန်တော်လက်ခံလို့မရဘူး it မဟုတ်ဘူး it မဟုတ်ဘူးhe ပဲဟုတ်တယ်ခမဲတော်ကိုတိုင်တာဟုတ်တယ်ခမဲတော်ကိုတိုင်ယုံကြည်သူထဲမှာလာနေတာဟုတ်တယ်ဒါသူ့ရဲ့ဂတိငါဝိညာဉ်ကိုပေးမယ်လို့ပြောတာဆိုတော့ယုံကြည်သူဆိုတာကအခြားသောဘာသာတွေနဲ့ခြားနာတာဟုတ်တယ်ဖန်ဆင်းရှင်ဖျားကကျွန်တော်တို့ထဲမှာလာနေတာအဲ့ဒီဖျားရဲ့ဝိညာဉ်ကိုကျွန်တော်တို့ရတာအဲ့ဒီတရှင်တော်ဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ် powerful လူသားဖြစ်တယ်တတဝတိဖြစ်တယ်ယုံကြည်သူကတာမန်လူသားမဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ကခမဲတော်ကိုတိုင်ကျွန်တော်တို့ထဲမှာလာရှိနေတာဟုတ်တယ်ဒါကြောင့်တရှင်တော်ဝိညာဉ်တော်ကိုခမဲတော်ဝိညာဉ်ပဲမယုံဘဲနဲ့ခမဲတော်ဝိညာဉ်နဲ့လုံးဝမဆိုင်တဲ့ဝိညာဉ်တော်တပါးလို့ယုံပြီးတော့ဖိတ်ခေါ်တယ်မိတ္တဟာယပြုတယ်
ယုံကြည်ထားတယ်ဆိုရင်ဒါကျမ်းစာကမပြောတဲ့ဝိညာဉ်တော်တစ်ပါးဖြစ်လို့စာတန်ဝင်ပေါက်နေဖြစ်နေဒါကြောင့်မို့ Trinity ယုံတဲ့လူတွေကတရှင်တော်ဝိညာဉ်တော်ခေါ်ဖိတ်တယ်ခမဲတော်ဝိညာဉ်ကိုသူတို့ကရည်ညွှန်းပြီးခေါ်ဖိတ်တာမဟုတ်ဘူးတိတက်ခမဲတော်နဲ့မဆိုင်တဲ့ယေရှုနဲ့မဆိုင်တဲ့တိတက်တရှင်တော်ဝိညာဉ်တော်ကိုဝိညာဉ်တော်တစ်ပါးကိုသူတို့ခေါ်ဖိတ်တာအဲ့ဒါကြောင့်မို့ပြီးတယ်ပြောပြီးတော့အသက်တာတအားလွယ်လာတရှင်တော်ဝိညာဉ်တော်မဟုတ်ဘူးခမဲတော်ရဲ့ဝိညာဉ်တော်မဟုတ်ဘူးသူတို့ထဲမှာဝင်လာတာပါဆိုတော့မားပြီးတော့ခေါ်လို့မရဘူးဒါကြောင့်တမန်ကျမ်းစာထဲမှာဓမ္မဟောင်းဓမ္မတိဖယားသခင်ဤဝိညာဉ်ကိုဖယားသခင်ဝိညာဉ်ကိုခမဲတော်ပိုင်တဲ့ဝိညာဉ်တော်ဖြစ်အမြဲတမ်းတွေးပြီးတော့ခေါ်ပြတယ်ကျမ်းစာကတရှင်တော်ဝိညာဉ်တော်ကိုဖယားသခင်ဤဝိညာဉ်အင်္ဂလိပ်လိုက Spirit of God လို့ပြောတယ်တခြားနေရာမှာက My Spirit ငါဝိညာဉ်လို့ပြောတယ်တခြားနေရာမှာက His Spirit ခမဲတော်ရဲ့ဝိညာဉ်တခြားနေရာမှာက His power your spirit ဒလူဘုံပဲတုံးတာသူကတိတတ်မဟုတ်ဘူးခမဲတော်ရဲ့ဝိညာဉ်ပြီးလို့ခမဲတော်ပိုင်တဲ့ my spirit his spirit of God ဒလူပဲတုံးတာပိုင်ဆိုင်မှုပြတဲ့စကလုံးတွေပဲတုံးတာတိတတ်တပါရက်တည်နေတဲ့ဝိညာဉ်တော်တပါမဟုတ်တွေးပြီးတော့ပဲရေးတာခမဲတော်ပိုင်ဆိုင်ကြောင့်ဖရာတခင်ဤဝိညာဉ်အဲ့လိုတွေးပြီးတော့ပဲရေးတာဆိုတော့တခင်ယေရှုနဲ့ခမဲတော်လည်းကျမ်းစာထဲမှာအမြဲတမ်းတားအဖပြီးကြောင်းတွေးပြီးရေးတယ်ခွဲပြီးတော့ဝိညာဉ်တော်လည်းအမြဲတမ်း तू ကခမဲတော်ရဲ့ဝိညာဉ်ဖြစ်ကြောင်းအမြဲတမ်းတွေးပြီးတော့ပဲရေးတာကျမ်းစာမှာဖတ်ကြည့်ရှင်မသက်အခန်းကြီး30 19 20မှာလည်းသူလိုပြောတယ်တင်တို့ကိုအနန္တောအခါအဘဲတို့ပြောရမည်ကိုမစိုးရင်ကြနေပြောရသောစကားကိုထိုခဏချင်းတွင်တင်တို့ဒီရကြလိမ့်မည်အကြောင်းမူကားတင်တို့အလိုအလျောက်ပြောကြသည်မဟုတ်တင်တို့အဘဤဝိညာဉ်တော်သည်တင်တို့အားဖြင့်ပြောတော်မူမည်ရှင်မတဲမှာဒီနေ့ဧဝံဂေလိကျမ်း၄ကျမ်းရှိတယ်၄ကျမ်းကဖြစ်ရမှန်တစ်ခုကိုတမန်တော်၄ပါးလုံးကဖြစ်ရမှန်တစ်ခုကိုအတူတူရေးကြတာဟုတ်တယ်အတူတူရေးကြတာဒီအကြောင်းကိုရှင်မတဲရေးမယ်ရှင်မကုရေးမယ်ရှင်လူကရေးတယ်အခုရှင်မတဲကရေးလိုက်တာတင်တို့အိမ်ကိုကလေးသွားတဲ့ချိန်မှာတရားရုံးခေါ်သွားမယ်တင်တို့ဘာပြောရမလဲမပူနဲ့တင်တို့ရဲ့အဘဤဝိညာဉ်တော်အဲ့ခဏချင်းမှာပေးမယ်လို့ပြောတယ်အဲ့ဒါကိုရှင်မကုဘယ်လိုရေးလဲကြည့်အောင်ရှင်မကုအခန်းကြီး73 မှာဧဝံဂေလိတရားကိုရှေးဥစွာလူမျိုးအပေါင်းတို့အားဟောရလိမ့်မည်တင်တို့ကိုအနံ့ချင်းကပို့ဆောင်ကြသောအခါအဘေတို့ပြောရမည်မစိုးရင်ကြနေရှေ့မစောကမစင်ချင်ကြနေထိုခဏချင်းနေတင်တို့ရသောစကားကိုသာပြောကြတော့အကြောင်းမူကားတင်တို့အလိုအလျောက်ပြောကြသည်မဟုတ်တိုက်ရှင်တော်ဝိညာဉ်တော်သည်ပြောတော်မူ၏တဲ့ဟာဖြစ်ရမှန်တစ်ခုကိုရှင်မတဲပြောတာနဲ့ရှင်မကုပြောတာမတူဘူးရှင်မတဲကမဆိုရင်နဲ့အဲ့ဒီခဏချင်းမှာတင်တို့အဘဤဝိညာဉ်တော်သည်တင်တို့ဘာပြောရမလဲဆိုစကားပေးနေတယ်ရှင်မကုကြတော့မဆိုရင်ကြနဲ့တိုက်ရှင်တော်ဝိညာဉ်တော်ကတင်တို့ကိုတုံတင်လိမ့်မယ်ပြောလိမ့်မယ်တဲ့ဒါဆိုရင်တမန်တော်တွေကတိုက်ရှင်တော်ဝိညာဉ်တော်ကိုအဘရဲ့ဝိညာဉ်လို့ခမဲတော်ရဲ့ဝိညာဉ်လို့သူတို့ကမြင်တယ်ဖြစ်ရမှတစ်ခုကိုတယောက်ကအဘရဲ့ဝိညာဉ်တော်လို့ပြောတယ်တယောက်ကတိုက်ရှင်တော်ဝိညာဉ်တော်တယ်တဘာသေးပဲဟုတ်တယ်တမန်တော်တွေကတဘာလို့ပဲမြင်တယ်အဲ့ဒီစကလုံးကိုကြိုက်တယ်လို့သုံးလို့ရတယ်ခမဲတော်ရဲ့ဝိညာဉ်ကိုပဲပြောတာဟုတ်တယ်ရှင်လုကာခန်းကြီး1:35ပါလေပဲကောင်းကင်တမန်ကလည်းတိုက်ရှင်တော်ဝိညာဉ်တော်ဒီတင်ဤအပေါ်မှာတက်ရောက်တော်မူ၍အမြင့်ဆုံးသောဘုရားသခင်ဤတကိုးအာနုဘော်တော်ဒီတင့်ကိုလမ်းမှုလိမ့်မည်ထိုအကြောင်းကြောင့်ထိုတိုက်ရှင်တော်သားဒီလေဘုရားသခင်သားဟုခေါ်ဝေါ်တော်မူခြင်းကိုခံရလိမ့်မည်ကောင်းကင်တမန်ကဟောဘယ်လိုလုပ်လဲတိုက်ရှင်တော်ဝိညာဉ်တော်ကိုခမဲတော်ပဲလို့ဒီမှာယုံတယ်မာရိပေါ်မှာတိုက်ရှင်တော်ဝိညာဉ်တော်တကူလွမ်းမိုးတဲ့ချိန်မှာတိုက်ရှင်တဲ့တားရလာတယ်အဲ့ဒီတားကိုကြတော့တိုက်ရှင်တော်ဝိညာဉ်တော်ရဲ့တားလို့မခေါ်ဘူးဘုရားသခင်ရဲ့တားတယ်ဒါဆိုတိုက်ရှင်တော်ဝိညာဉ်တော်ကိုဘုရားသခင်ပဲပြောလိုက်တာဟုတ်လေကောင်းကင်တမန်ကလည်းဆိုတမန်တော်ဝတ္ထုအခန်းကြီး9:3မှာလဲပေတရုကလည်းအနနီတင်ဒီတိုက်ရှင်တော်ဝိညာဉ်တော်ကိုလက်စား၍မြင်ကိုရောင်းတော့အဖို့ဤတဖို့ကိုထိတ်ဝက်နေအကြောင်း
စာတန်တင်ဤစိတ်နှလုံးကိုအဘဲကြောင့်ဖိစေရသည်တဲ့အငြင်းလေးမှာအဘဲကြောင့်ဤသို့ကြံစီကြသည်ကြံစီသည်လူတော်မူတာပြောပြီးမဟုတ်ဖေယားသခင်ကိုလည်းမူတာပြောပြီးပေတရုဆို၏ကိုမှာပေတရုကလည်းထာဝရဘုရားဤဝိညာဉ်တော်ကိုစုံစမ်းမည်ဟုတဘောတူနေမြအကြောင်းကြံစီကြသည်လို့ပြောတယ်အခုဒီနေရာမှာအာနနိတို့လေမယားကနေရောင်းပြီးတော့တဘုတ်ကိုဝတ်ထားလိုက်တယ်တဝက်ကိုပဲတမန်တော်ရှေ့မှာသွားပြလိုက်ခြင်းမှာပေတရုကိုသွားပေးလိုက်ခြင်းမှာပေတရုကပြောဟာမင်းကတရှင်တော်ဝိညာဉ်တော်ကိုဘာဖြစ်လို့လိန်တာလဲတရှင်တော်ဝိညာဉ်တော်ကိုလိန်တာကိုဘယ်လိုပြောလဲဖယားသခင်ကိုလိန်ပြီလို့ပြောတယ်ပြီးဆက်ကူးမှကျတော့ဖယားသခင်ဤဝိညာဉ်တော်ကိုဒီစုံစမ်းပြီလို့ပြောတယ်ဆိုတော့ပေတရုကတရှင်တော်ဝိညာဉ်တော်ကိုဖယားသခင်ပဲပြောတယ်တရှင်တော်ဝိညာဉ်တော်ကိုထာဝရဘုရားဤဝိညာဉ်တော်ပဲသူကပြောလိုက်တာဟုတ်လေပေတရုကဒါပေမဲ့ဒီကျမ်းကိုသုံးပါးတဆူအဖွဲ့ကဘယ်လိုပြောသွားလဲဘယ်လိုမြင်လဲဆိုတော့စัจจิဖက်မြင်တယ်သူတို့မြင်တာကတရှင်တော်ဝိညာဉ်တော်ကိုလိန်လိုက်တာကိုဖျားကိုလိန်တယ်ဒီမှာပြောတယ်တဲ့ဒါကြောင့်မို့တရှင်တော်ဝိညာဉ်တော်ကဖျားပဲတိတက်တဘာပဲအဲ့လိုမြင်တာအဲ့လိုမပြောဘူးတရှင်တော်ဝိညာဉ်တော်ကခမဲတော်ပဲအဲ့လိုပြောချင်တာတရှင်တော်ဝိညာဉ်တော်ကဖျားသခင်ကိုဖျားသခင်တဘာပဲတိတက်တဘာပဲပြောနေတဲ့ကြမ်းမဟုတ်ဘူးဒီကြမ်းကဖတ်တာလွဲနေတာဟုတ်တယ်ဆိုတော့တိတ်ကောခန်းချင်းနှစ်30မှာလဲထိုအရာတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အဖြစ်ငါတို့အားဖော်ပြတော်မူ၏တမန်ကျမ်းစာထဲမှာဘုရားသခင်ဒီဘုရားသခင်ဆိုတဲ့ဒီစကားလုံးကိုသုံးတာကသုံးပါလို့မသုံးဘူးလို့ကျွန်တော်ပြောခဲ့တယ်ယေရှုလည်းဘုရားသခင်မသုံးဘူးတရှင်တော်ဝိညာဉ်တော်လည်းဘုရားသခင်မသုံးဘူးဘုရားသခင်လို့သုံးတဲ့လူကခမဲတော်တပါးပဲရှိတာနှစ်ပါးသုံးပါးမရှိဘူးအဲကြောင့်ဖယားသခင်ဒီမိမိဝိညာဉ်တော်ပြောရင်တိုက်ရှင်တော်ဝိညာဉ်တော်ကိုပြောတာဒီနေ့ယုံကြည်သူကိုလမ်းပြနေတာတုံတင်နေတာကဖယားသခင်ဤဝိညာဉ်တော်တမန်ကျမ်းစာပြောတယ်ဖယားသခင်ဒီမိမိဝိညာဉ်တော်အဖြစ်ငါတို့အားဖော်ပြပြီဒါဆိုရင်တိုက်ရှင်တော်ဝိညာဉ်တော်ကဒီနေ့ကျွန်တော်ကိုတုံတင်နေတာကဖယားသခင်ဤဝိညာဉ်တော်ဟုတ်တယ်တခြားတဘာမဟုတ်ဘူးတမန်ကျမ်းစာပြောတယ်ဆိုတော့အင်္ဂလိပ်လိုဆိုတော့ his spirit လို့ခေါ်တယ်ဘုရားခင်မိမိဝိညာဉ်တော်ဆိုတာ his spirit ဆိုတာအထက်ထက်တမန်ကျမ်းစာကပြောတာတရှင်တော်ဝိညာဉ်တော်က his spirit ဖြစ်တယ်ဆိုတာအထက်ထက်ပြောတာတမန်ကျမ်းစာကတေကောခန်းကြီး36မှာလေတင်တို့ဒီဘုရားသခင်ဤဗိမာန်တော်ဖြစ်ကြတယ်ဒီကုလကောဘုရားသခင်ဤဝိညာဉ်တော်ဒီတင်တို့အထက်၌ကျင်းမှုတော်မူတယ်မူဒီလောကမတိကြတလောဟာအဖက်ခန်းကြီးလေး6မှာခတ်သိမ်းသောငါတို့ဤအဘဖြစ်သောဖယားသခင်တဆူသည်ရှိတော်မူ၏ထိုဖယားသခင်သည်ခတ်သိမ်းသောငါတို့ဤအပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့ကိုနှံ့ပြတော်မူ၏ခတ်သိမ်းသောငါတို့အထဲ၌ရှိတော်မူ၏ဖယားသခင်ဤဝိညာဉ်တော်ဖြစ်တယ်ဖယားသခင်ဤဝိညာဉ်တော်အထဲမှာကျင်းဝတ်တယ်လို့ပြောတယ်ဆိုတော့အခုဘုရားသခင်ဒီခတ်သိမ်းမှာကျင်းဝတ်တယ်ငါတို့ထဲမှာရှိတယ်ပြောရင်ဘုရားသခင်ဝိညာဉ်တော်လည်းကျင်းဝတ်တယ်ဆိုတော့ဘုရားသခင်ပဲဟုတ်တယ်ဒါကြောင့်တရှင်တော်ဝိညာဉ်တော်ကဘုရားသခင်ကိုပဲပြောတာဟုတ်တယ်တခြားတဘာကိုညွှန်းနေတယ်ဟုတ်တက်တော်လုံးနဲ့ဗာထမဆောခန်းကြီး၄ရှစ်မှာထို့ကြောင့်ငါတို့ကိုညင်းပေတော်သူသည်လူကိုယ်တော်ညင်းပေတယ်မဟုတ်ကိုယ်တော်ဤတရှင်တော်ဝိညာဉ်တော်ကိုငါတို့အားပေးတော်မူသောဘုရားသခင်ကိုညင်းပေ၏တဲ့ကိုယ်တော်ဤတရှင်တော်ဝိညာဉ်တော်အဲ့လိုပြောငါတို့အားပေးတော်မူသောဘုရားသခင်တရှင်တော်ဝိညာဉ်တော်ကိုကိုယ်တော်ဤတရှင်တော်ဝိညာဉ်တော်လို့ခေါ်တယ်ကျမ်းစာထဲမှာတရှင်တော်ဝိညာဉ်တော်ကိုညင်းရင်ဘုရားသခင်ကိုညင်းတာအတူတူပဲတဲ့အခုနကျွန်တော်ပြောပြီးတရှင်တော်ဝိညာဉ်တော်ကဘုရားရဲ့စိတ်နှလုံးအားလုံးကိုတည်တယ်ဘုရားရဲ့ဝိညာဉ်ကဘုရားစိတ်အားလုံးကိုတည်တော့ကြောင်းဝိညာဉ်တော်ကဘုရားရဲ့စိတ်ထဲမှာရှိတဲ့အလိုတော်အားလုံးကိုတုံးတင်တယ်ဒါကြောင့်ဝိညာဉ်တော်ကိုညင်းဘုရားရဲ့စိတ်ကိုနာသွားတယ်ခွင့်လွှတ်ခြင်းမရအောင်ဘုရားခင်ဝိညာဉ်တော်ဖြစ်တယ်တိပေအခန်းကြီး44မှာအကြောင်းမူကားဖယားသခင်ဤဘုံကြီးသောဝိညာဉ်တော်သည်တင်တို့အပေါ်မှာကျင်းဝတ်တော်မူ၏တရှင်တော်ဝိညာဉ်တော်က Father ပဲ
ဖယားတခင်ဤဘုံကြီးတော်ဝိညာဉ်တော်တင်တို့အပေါ်နဲ့ကျင်းတော်ပြီဆိုတော့ဒီနေ့3ပါးတဆူကဟာကဘာဥကလေးက3ပါးတဆူအတူတူမြင်ရတယ်ဆိုပြီးတော့ဒီနေ့ပြောကြတာဟုတ်တယ်ဆိုတော့ကျမ်းစာမှာကဘာဥကျမ်းခန်းကြီး1အငယ်1မှာဖတ်လိုက်ချိန်မှာမြေကြီးတည်အစင်းတရမရှိလွတ်လပ်လာဟာဖြစ်၏နဲ့နေရအရက်ကိုမောင်မိုက်ဖုံးလိုက်၍ဖယားတခင်ဤဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏လို့ပြောတယ်ဆိုတော့ဒီနေရာမှာတိုက်ရှင်တော်ဝိညာဉ်တော်တည်တံ့တပါမပြောဘူးဆိုတာအခုကျမ်းစာကိုဖတ်ကြည့်လိုက်တည်တံ့တပါမပြောဖယားတခင်ဤဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာပြန်ဝဲတယ်ဖယားတခင်ဤ spirit of လို့ပြောရင်တည်တံ့ဘူးဆိုတော့တမန်ကျမ်းစာတမန်က3ပါးလို့မပေါ်ပြတာနှစ်ပါးပြောတယ်ခမဲတော်အကြီးဆုံးပြီးတော့ခမဲတော်ကတားလို့ရှိတယ်တာရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့ဝိညာဉ်တော်ဟုတ်တယ်သူအလုံးလုံးနေတာဆိုတော့တာရှင်တော်ဝိညာဉ်တော်ဖန်ဆင်းနေဆိုတာမရှိဘူးဖတ်ကြည့်လိုက်ယောဘအခန်းကြီး33မှာဖယားတခင်ဤဝိညာဉ်တော်ဒီငါ့ကိုဖန်ဆင်းတော်မူပြီတာရှင်တော်ဝိညာဉ်တော်ဖန်ဆင်းနေပြောလာတာမဟုတ်ဘူးဖယားတခင်ဤဝိညာဉ်တော်ဒီဖန်ဆင်းတယ်ဒါဆိုဖယားတခင်ပဲဖန်ဆင်းတာဒါကြောင့်မို့တရှင်တော်ဝိညာဉ်တော်ဖယားတပါးကခမဲတော်နဲ့တားတော်နဲ့ပေါင်ပြီးတိတက်3ပါးဖန်ဆင်းတယ်ကျမ်းစာမှာမရှိဘူးဝိညာဉ်တော်ဖန်ဆင်းတယ်ပြောရင်ဝိညာဉ်တော်တိတက်ဖန်ဆင်းတယ်မပြောဘူးဖယားတခင်ဝိညာဉ်တော်ဒီဖန်ဆင်းတယ်ပဲပြောတာမို့ဖယားတခင်ဤဝိညာဉ်တော်ကိုတိတက်တပါးပါလို့ပြောရင်ကျွန်တော်မေးချင်တာကအဲ့ဒီဖယားတခင်ဤဝိညာဉ်တော်အဲ့လိုမျိုးနာမည်နဲ့ဖယားတပါးရှိတယ်ဒါကိုတရှင်တော်ဝိညာဉ်တပါးပြောရင်ဖယားတခင်ဤဝိညာဉ်တော်ဆိုပြီးတော့ဖယားတပါးရှိတာအဲ့လိုမျိုးယုံကြည်တာဖယားတခင်တပါးတားတော်တပါးဖယားတခင်ဤဝိညာဉ်တော်တပါးဖယားတခင်ဤဝိညာဉ်တော်ဆိုတော့ဒီလိုမျိုးနာမရှိတဲ့ဖယားတပါးကိုကိုနေတာအတိတ်ပင်မရှိဘူးအတိတ်ပင်မရှိဘူးဒီကောခန်းကြီး30မှာဖယားတခင်ဟုဆိုတော့ဝိညာဉ်တော်တရားကိုဆိုလို့တည်းဖယားတခင်ဝိညာဉ်တော်တရားဒီလွတ်ချင်းချမ်းသာကိုပေးလို့မရအင်္ဂလိပ်ကကြတော့ the law is that spirit လို့ပြောအဲ့ဒီဝိညာဉ်က the law ခမဲတော်ပဲဖြစ်တယ်လို့ပြောတယ်ယောဟန်14အငယ်1မှာယေရှုကဖယားတခင်ကိုယုံကြည်တော့ငါ့ကိုလည်းယုံကြည်တော့တမန်ကျမ်းစာကဒါပဲပြောတယ်ဟာ3ပါးတန်းသူဆိုရင်တပါးပဲဆိုရင်ဘာဖြစ်လို့ငါ့ကိုလည်းယုံကြည်တော့ခမဲတော်ယုံကြည်တော့ပြောတာဘာဖြစ်လို့3ပါးတရှင်တော်မြတ်ကိုလည်းယုံကြည်ပါဘာဖြစ်လို့မပြောတာလဲ3ပါး equal ဖြစ်တယ်ဆိုရင်ဘာဖြစ်လို့တပါးကိုခြံခိုင်းတယ်လဲဒါကြောင့်တော့ယုံကြည်သူတွေတေချာစဉ်းစားရမှာလေဖခင်ကတပါးပဲဆိုရင်ဘာဖြစ်လို့တခင်ရှုကငါ့ကိုလည်းယုံခမဲတော်ကိုလည်းယုံပြောတယ်တမန်ကျမ်းစာကနှစ်ပါးပဲဟုတ်တယ်ကကျွန်တော်ကိုမေးထားတဲ့နေခေါ်ကတမန်ကျမ်းစာမှာဘယ်နှပါးပေါ်ပြထားလဲတမန်ကျမ်းစာမှာခမဲတော်တားတော်တရှင်တော်ဝိညာဉ်တော်ပေါ်ပြထားတယ်ဒါပေမဲ့3ပါးမဟုတ်ဘူးအကြီးဆုံးကတပါးရှိတယ်ဒါတခင်ရှုလဲတပါးဖြစ်တယ်တားတော်တိုင်းနဲ့ခမဲတော်မှမကြည့်ဘူးဒါကြောင့်ငါမတပါးအခြားသောဖျားမရှိတော့ရင်ခမဲတော်လိုမျိုးဖျားတပါးမှမရှိဘူးအကြီးဆုံး God ကတပါးဖြစ်ရှိတယ်သူ့မှာတားတပါးရှိတယ်တရှင်တော်ဝိညာဉ်တော်ကခမဲတော်ဤဝိညာဉ်ဖြစ်တယ်ဖျားတခင်ဝိညာဉ်ဖြစ်တယ်တမန်ကျမ်းစာကပြောတာတခင်ရှုကခမဲတော်ကိုဓာတ်ရိုက်ပဲဆုတောင်းတယ်သူ့ရဲ့ဝိညာဉ်ကိုတစ်ဆင့်မတောင်းဘူးဒါကြောင့်ယုံကြည်သူတွေလည်းပဲဒီတရှင်တော်ဝိညာဉ်တော်ကိုဆုတောင်းလို့မရဘူးအခုကျွန်တော်စီမှာလာချင်းဓာတ်ရိုက်လာကျွန်တော်ဝိညာဉ်ဆိုမှတွားဘူးအဲ့လိုပဲတခင်ရှုလည်းခမဲတော်စီဓာတ်ရိုက်ပဲတွားတယ်ခမဲတော်ရဲ့ဝိညာဉ်မှမတွားဘူး Trinity ကယောCatholic ကလည်းလာထားတယ် Catholic က Holy Spirit ကိုတည်တံ့တပါးသူယုံပြီးတော့ Holy Spirit ကိုဆုတောင်းတယ်တမန်ကျမ်းစာမှာ Holy Spirit ကိုယုံပါကိုယ်ကွယ်ပါမရှိဘူး Holy Spirit တုန်တင်မှုဥဆောင်မှုအောက်မှာတွားပါအဲ့လိုပဲပြောတာဆိုတော့တမန်ကျမ်းစာကပြောတာထောင်ရတက်လဲနှစ်ပါးပဲဟုတ်တယ်ယောဟန်ခန်းကြီး7:3မှာတဆူတီတော့ခမဲတော်တပါးနဲ့ဆေလွတ်တော်မူတော့တားတော်ကိုတိကျွမ်းခြင်းပဲလို့တမန်ကျမ်းစာကပြောတယ်ဒါကြောင့်တမန်ကျမ်းစာကဘယ်နှပါးလဲပြောရင်နှစ်ပါးတော့ရှိတယ်ဒါပေမဲ့နှစ်ပါးကတန်းတူမဟုတ်ဘူးခမဲတော်ကကြီးဆုံးတပါးကတားတော်ဖြစ်တယ်ခမဲတော်ဒီငါ့ထက်ကြီးမြတ်တယ်
တမန်ကျန်ဆက်ကပြောတယ်ဆိုတော့တိုက်ရှင်သောဝိညာဉ်တော်ကခမဲတော်ရဲ့ဝိညာဉ်ပဲဟုတ်တယ်ဒါကြောင့်ဒီနေ့ခမဲတော်ကိုယုံကြည်တယ်တားတော်ကိုတနေ့ယုံကြည်တယ်ပြီးတော့အဲ့ဒီခမဲတော်ပေးတဲ့သူ့ရဲ့ဝိညာဉ်နဲ့တနေ့မိတ္တဟာယဖွဲ့ရမယ်အတွက်အဲ့ဒီဝိညာဉ်တော်နဲ့ကျွန်တော်တို့ intimacy ဖြစ်ရမယ်ဝိညာဉ်တော်ရဲ့ဥဆောင်မှုနဲ့ဒီနေ့တွာလာရမယ်လို့တမန်ကျမ်းစာကပြောတော့တယ်သုံးပါမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့အဖေကသုံးပါမပေါ်ပြထားဘူးဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တယ်ယုံကြည်သူတွေကျွန်တော်ပြောဆက်ရှိတာနည်းနည်းကျွန်တော်ပြောပြီးနားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့နားမလည်တာရှိတယ်ဆက်ပြီးတော့တခြားမေးကြပါအကုန်လုံးနားမထောင်ဘဲနဲ့မမေးနဲ့ဆက်ပြီးတော့ကျွန်တော်သုံးပါတဆူဆိုတာရှိတယ်လားသုံးပါတဆူလို့ယုံမားစေတဲ့ကြမ်းချက်တွေကိုလည်းနောက်အပိုင်းမှာကျွန်တော်ပြောတော့မှာဖြစ်တယ်ဒီနေ့နားထောင်တဲ့အယောက်စီတိုင်းဆင်ခြင်တဲ့အယောက်စီတိုင်းကိုပြန်ရှိကောင်းချီးပေးပါစေအောင်ဒီလိုပြကြ